Hello ယောဂနလာရဲ့မေရှင်းပါအခုခုနလပိုင်းနဲ့လည်းရောက်တော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ခုနလပိုင်း channel reading လေးကိုမေဟောပေးသွားမှာဖြစ်ပါတယ်မေကခုနလပိုင်း overall energy ချီရေးအလောက်ကိုင်းစီးပွားရေးကျမရေးနဲ့လူမှုရေးအကြောင်းကိုပြောသွားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဓာတ်ပုံလေးပုံတင်ထားပါတယ်အဲ့ဓာတ်ပုံလေးပုံတွေကချက်နှစ်သက်တဲ့ဓာတ်ပုံကိုရွေးချယ်ပြီးတော့နှာထောင်ရုံပဲဖြစ်ပါတယ်ကဲပိုင်လေးတွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင် Hello ပိုင်ဝန်းလေးမင်္ဂလာပါဒီနေ့မိမိကပိုင်ဝန်းလေးတွေနဲ့ခုနလပိုင်း overall energy အချစ်ရေးဝေးကြီးအလုပ်ကိုင်းပြီးတော့ကျမ်းမာရေးနဲ့လူမှုရေးတွေဟောပြသွားမှာဖြစ်ပါတယ်ဒီရင်ဆုံးပိုင်ဝန်းလေးတွေအကြောင်းကိုမဟောပေးခင်မိမိကြော်ညာလေးတစ်ခုဝင်နော်အဲ့ကြော်ညာကတော့မိမိစီမှာရှိတဲ့ bucket လေးတွေကိုကြော်ညာပြဖြစ်ပါတယ်မိမိစီမှာထားတော့လာဟောခြင်းလဲဆိုလို့ရှိရင်မိမိရဲ့ဒီ Facebook page ပြီးလို့ရှိရင် Telegram account ကိုပေးထားပါတယ်ပြီးတော့မိမိစီမှာရနိုင်တဲ့ bucket တွေကကြတော့ငါတော့လည်းမိဟောတယ်ပြီးရှင်ညီဟောလဲဟောပါတယ်ညီဟောကြတော့ဓာတ်ပုံကိုကြည့်ပြီးတော့မိမြင်တဲ့အရာတွေဟောပြရဖြစ်ပါတယ်အဲ့ဒါလည်းဈေးလုံးဝမကြီးပါဘူးပြီးတော့မိစီမှာ spicy တင်းလေးတွေကြိုက်တဲ့လူတွေက18 plus package နဲ့လာပြီးတော့ပြီးလို့ရပါတယ်ပြီးလို့ရှိရင်ကိုမိုးရဒီမှာပေါ့နော်တကယ်ကိုမိမိုးရ tool special လုပ်ထားတဲ့ package တစ်ခုရှိပါတယ်အဲ့ဒါကတော့ကြိုက်တဲ့မိကုန်းကိုမေးဆိုပြီးတော့ package လေးပါကြိုက်တဲ့မိကုန်းကကိုမေးကြိုက်တာမေးဆိုပြီးတော့တကယ်ကိုဈေးတန်တဲ့ package လေးတစ်ခုပေးထားပါတယ်ပြီးတော့နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ဒီ self-love journey အတွက်တိုးတက်စေဖို့ package တွေလို့ရှိရင်ဒီ age တို့ချီရေးတို့စသည်ဖြင့်အဲ့လိုပေါ့နော်ပိုင်ဝန်းလေးတွေအတွက် overall energy ကိုခဏလာပိုင်းအတွက်အရင်ဆုံးကြည့်ပေးပါမယ်ဆိုတော့ဒီမှာ Ace of Cup ကြားထားပါတယ်ဆိုတော့ overall အနေနဲ့ကတော့ဒီမှာလည်းရေလေးလည်းပါတယ်လို့ရှိရင်ဒီဟာကိုကြည့်လိုက်တာနဲ့မိမိကပေါ့နော်ဒီပိုင်ဝန်းလေးရဲ့ဘဝမှာတကယ်ကိုပြည့်စုံမှု abundance ဖြစ်မှုအဲ့လိုပေါ်ကျွယ်ဝမှုလည်းပြည့်နေမယ်လို့မိမိအနေနဲ့ယုံကြည်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ Ace of Cup လည်းဖြစ်တဲ့အပြင်ဒီ cup တွေကနေပြီးရေလေးတွေကရှန်ကျနေရဆိုကြရနည်းနည်းတော့ emotion များပဲပေါ့နော်နည်းနည်း emotional များမဲ့လာမျိုးဖြစ်တယ်ဒါပေမဲ့ဘေးမှာငှက်ကလေးနှစ်ကောင်ရှိတဲ့အတွက်ကြောင့်မလို့ဘယ်လိုပြောမလဲဆိုတော့ဒီကိုယ့်ကိုကူညီပေးတဲ့တငယ်ချင်းမိတ်ဆွေပေါ်များမယ်ပြီးလို့ရှိရင်ဒီမှာလာနဲ့နေနဲ့နှစ်စင်းတစ်ခါရဲထွက်ထားတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဒီလို့ရမယ်ဆိုတော့ဒီစိတ်ပိုင်းဆိုင်ရာဒါမှမဟုတ်လေကိုယ့်ရဲ့ emotion တွေကိုတော့ balance ညီအောင်ထားတဲ့နေလို့တော့မြင်ပါတယ်ဆိုတော့ဒီမှာရင်းလည်းပါတာဖြစ်တဲ့အတွက်နည်းနည်း emotional ဖြစ်မဲ့လာပါဒါပေမဲ့ abundance ဖြစ်မဲ့နော်ပြီးလို့ရှိရင်ပေါ်ကျွယ်ဝမှုတွေပြီးလို့ရှိရင်ဒီလူချစ်လူခင်ပေါ်မယ်ပြီးရင်ဒီကိုယ့်ပေါ့နော်ကိုညီဆောင်မပေးမဲ့လူများတယ်ဒါပေမဲ့ကိုအနေနဲ့ကတော့ဒီ emotional များတဲ့လာဖြစ်တာကြောင့်တက်နိုင်ဆုံးဘဲလန့်ညီအောင်လို့ပေါ့နော်နေပေးတင်တယ်လို့မြင်ပါတယ်ဆိုတော့ဒီပိုင်ဝန်းလေးတွေအတွက် overall energy ပြီးပြီဆိုတော့ပိုင်ဝန်းလေးတွေအတွက်9လပိုင်းအချစ်ရေးကိုပြပေးမှာဖြစ်ပါတယ်9လပိုင်းချစ်ရေးကတော့ပိုင်ဝန်းလေးတွေကပြောလို့ရှိရင်ဒီချစ်သူရေးသားပေါ့နော်အဲ့လိုနဲ့ပတ်သက်လို့ရှိရင်အရွေးများနေတာမျိုးတွေ့ရတယ်ပေါ့နော်ပြောလို့ရှိရင် option တွေများနေတာရွေးရမယ့်လူတွေများနေတာပေါ့နော်ဘယ်သူ့ကိုရွေးရင်ကောင်းလဲဆိုတဲ့ဟာမျိုးတွေ့ပါတယ်ဒါပေမဲ့အဲ့လိုအရွေးများနေတာတော့ကိုယ့်ရဲ့တကယ်လို့နော်ချစ်ရတဲ့လူခင်ရတဲ့လူတကယ်ကိုနဲ့လိုဖိုက်တန်တဲ့ soulmate ကိုတွေ့သွားတာတယ်နော်ဒီမှာဆိုလို့ရှိရင် Seven of Cup ရဲ့အောက်မှာ Two of Cup ပါလာတာဖြစ်တဲ့အတွက်ကြောင့်ကိုကတက်နိုင်ဆုံးတော့ပေါ့နော်ကိုအတွက်တကယ်ကိုထိုက်တန်တဲ့လူတော့တိကျရှာဖို့လိုအပ်ပါတယ်နောက်တစ်ခုကကြတော့တကယ်လို့ကိုကဒီ relationship နဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့အဲ့လို option တွေမများဘူးဒီလိုချစ်သူကြီးစားရမယ့်ဟာမျိုးမဟုတ်ဘူးဆိုလို့ရှိရင်တော့တယောက်တည်းနဲ့ဘယ်လိုပြောမလဲတာမန်ဆိုလို့ရှိရင်ကွာကြမ်းများတာဒါမှမဟုတ်ကိုယ်ပါရေးချက်ကြမ်းများတာမဟုတ်လဲဟိုတယောက်ယောက်ကိုတွေ့သွားတာအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ဒီမှာတဖူးရဆိုလို့ရှိရင်တယောက်တည်းနဲ့အေးအေးဆေးဆေးပေါ့နော်အဲ့လိုဘယ်လိုပြောမလဲတဖူးဆိုတဲ့အတွက်ဟိုတဖူးအတိုင်းပဲပေါ့နော်အဲ့လိုပေါ်တော်နေတာမျိုးအဲ့လိုပေါ့သူများကအဒီမှာကြည့်လို့ရှိရင်တော့အော်သူအရန်တည်ငြိမ်နေသိရမလားအချစ်ကိုမလိုအပ်ဘူးသူကအရန်တည်နေတယ်ပေါ့ဒါပေမဲ့အဲ့လိုတော့မဟုတ်ပေါ့နော်အချစ်ကိုမလိုအပ်တာဘာညာရဲတော့မဟုတ်ဖ ೇನೆ အချစ်ကိုတော့လိုချင်ပါတယ်ဒီအောက်မှာ Ten of Cups ဆိုတော့အချစ်ကိုတော့လိုချင်ပါတယ်အခြေအေးမှလည်းကန်ကောင်းတယ်ဒါပေမဲ့လည်းဟိုပြောရရင်အယူကနေနေရဆိုတဲ့ပုံစံမျိုးပေါ့နော်အခြေအေးကိုမရွေးချယ်ဘူးဒီတိုင်းကိုယ့်အကိုပဲဖာတိဖာတာနေတာမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ဒီမှာ Ten of Cups အဲ့ရဆိုလို့ရှိရင်တော့ပြောလို့ရှိရင်သူ့ရဲ့ဘဝမှာပေါ့နော်တကယ်ချစ်တဲ့လူတောင်းမို့လဲရီးစားရှိနေတာမျိုးပေါ့ဒါပေမဲ့ရီးစားရှိနေတယ်ချစ်တဲ့လူရှိနေတယ်ဆိုတဲ့ပုံမပေါ်ဘူး
တိုင်းသူ့ဘာသူတယောက်တည်းပေါ့နော်ဒီလိုပဲအေးဆေးနေရဲဆိုတဲ့ပုံစံမျိုးပေါ်နေတာမျိုးတွေ့ရပါတယ်ဆိုတော့ဖိုင်ဝမ်လေးတွေကပေါ့နော်ဒီခုနလပိုင်းမှာရွေးချယ်စရာတွေများပြီးတော့ရွေးချယ်စရာတွေများတဲ့ပေါ့နော်ဒီစားတယောက်ပေါ့နော်ကိုနဲ့တကယ်ဖိုက်တယ်ဆိုပြီးတွေ့သွားတာကိုရှင်းတယ်လို့နောက်တစ်ခုကကျတော့ဒီတိုင်းချစ်ရမယ့်လူ crush ဒါမှမဟုတ်အဲ့လိုရှိနေပေမဲ့လည်းမရှိသလိုမျိုးတယောက်တည်းပဲအေးစစ်စစ်ဖာတိဖတ်တာပဲနေနေတာတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဖိုင်ဝမ်လေးတွေကိုကြည့်လိုက်လို့ရှိရင်တော့ဒီလူကအရန်စွန်တယ်ဒီလူကအချစ်ခံရတယ်အစသဖြင့်အဲ့လိုမျိုးကတော့သိတာရပါတယ်ပေါ့နော်ဒါပေမဲ့ခုနပြောလို့ဖိုင်ဝမ်လေးတွေကမလို့ခြင်းလို့ဒီစားမထားဘူးဆိုတဲ့လူတွေလည်းရှိရပေါ့နော်ဖိုင်ဝမ်လေးရန်ကိုတယောက်တည်းပဲဘဝကိုဆက်သွားမယ်သိရမလားကြီးစားရဲ့ဘာတွေကမလို့အပ်ဘူးဆိုတဲ့လူတွေလည်းရှိနေပါတယ်ဆိုတော့ဒီခုနလအပိုင်းမှာအခြေရင်းနေတော့ကောင်းပါတယ်ဒီလိုပုံစံမျိုးပေါ့နော်ဒီကြားရှိတဲ့လူတွေအနေနဲ့လည်းအချစ်ခံရမယ်တကယ်ဒီရွေးချယ်စရာများလူတွေနဲ့လည်းဒီကိုယ့်အတွက်တကယ်ကိုထိုက်တန်တဲ့စိုးမိတ်နဲ့တွေ့သွားမယ်မဟုတ်ဘဲတယောက်တည်းနေနေတဲ့လူတွေအတွက်လည်းအဲ့လိုပေါ့နော်ကိုယ်လာကြိုက်တဲ့လူရှိရဲဒါပေမဲ့ကိုကတက်ဒီလူတွေကိုပေါ့နော်ဒီမရွေးချယ်ခြင်းလို့ဒါအဲ့လိုမျိုးဖြစ်တယ်ဆိုတာမျိုးတွေ့ရပါတယ်အခုကတော့ဒီဖိုင်ဝမ်လေးရဲ့အလုပ်ကိုင်းနဲ့ငွေကြေးအကြောင်းကိုပေါ်တော့မှာဖြစ်ပါတယ်ဆိုတော့ဒီမှာစစ်စော့ဖန်တီကယ်နဲ့စစ်စော့ဆွတ်ကြရပါတယ်ပြီးလို့ရှိရင်နိုင်ရောခပ်နဲ့နိုင်ရောဖန်တီကယ်ပါစစ်စော့ဖန်တီကယ်အရာဆိုလို့ရှိရင်လုံးဝဘယ်လိုပြောမလဲဆိုတော့ခေတ်ပန်တိန်ပြနေတာမျိုးတွေ့ရပါတယ်ဒီငွေကြေးမှာဆိုရှင်ကိုရှာတာကိုကပြန်သုံးမိနေတာမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရပါတယ်ဆိုတော့လောကကြီးကပေးတဲ့ပတ်စံကိုကပြန်ပြီးတော့လောကကြီးကိုပြန်ပေးတယ်အဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့အဲ့လိုလှူတာတန်းတာလေးလည်းတွေ့ပါတယ်ဆိုတော့ကိုကဒီဝင်လာတဲ့ပတ်စံတွေကိုပြန်သုံးမိနေတယ်အဲ့လိုစုဆောင်းထားတာမရှိဘူးဆိုတာမျိုးတွေ့ရပါတယ်ပြီးလို့ရှိရင်ဒီငွေကြေးဒါမဟုတ်နောက်တစ်ခုကအလုတ်ကင်ပေါ့နော်အလုတ်ကင်မှာဆိုလို့ရှိရင်ရေလိုက်ငားလိုက်နေတာမျိုးတွေ့ရပါတယ်ပေါ့နော်အလုတ်ကင်မှာရန်ဖြစ်တာလေးတွေအထီးခိုက်လေးတွေပြီးလို့ရှိရင်အဆင်မပြေတာလေးတွေရှိနိုင်ပါတယ်ဒါပေမဲ့အဲ့လိုမျိုးအဆင်မပြေတဲ့ကြားကနေပြီးတော့ပိုင်ဝမ်လေးတွေကပေါ့နော်အတက်နိုင်ဆုံးရေလိုက်ငားလိုက်နေတာမျိုးဒီဘယ်လိုပြောမလဲဆိုတော့ရန်ဖြစ်တာတွေပြီးတော့ကိုယ့်ကိုလာပြီးတိုက်ခိုက်တာတွေအဲ့လိုပေါ့နော်ဒီပြောရင်ဒီအလုတ်မှာပြဿနာတွေကြားထဲကနေကိုကအတက်နိုင်ဆုံးရှောင်ထွက်နေတာမျိုးကိုတွေ့ရပါတယ်နောက်တစ်ခုက King of Cup အရာဆိုလို့ရှိရင်ဒီလူတွေအနေနဲ့ကခုနကပြောလို့ပေါ့နော်အတက်နိုင်ဆုံးဒီအလုတ်ငန်းမှာဆိုလို့ရှိရင်ကိုယ့်ကို balance နေအောင်နေတယ်ဘသူ့ထဲမှာလည်းကိုကပါတဲ့မှပါတယ်မပါတဲ့မပါဘူးတွယ်မှာတိတ်မပါဘူးကိုယ့်ကိုတယောက်တည်းနေတယ်တယောက်တည်းနေရဆိုပြီးတော့လည်းတယောက်တည်းပဲလုံးဝနေတာမျိုးမဟုတ်ဘဲနဲ့အတက်နိုင်ဆုံး balance ညီအောင်နေရပေါ့နော်ကိုတယောက်တည်းနေတဲ့အချိန်မှာလည်းနေတယ်တယောက်တည်းနေမနေသေးတဲ့အခါပေါ့နော်သူများခါရင်းနဲ့လုံးဝဒီ participate ပေါ့နော်ပါဝင်ရမယ့်အရာတွေမှာဆိုလို့ရှိရင်လည်းပါဝင်တာမျိုးတွေ့ရပါတယ်ပြီးလို့ရှိရင်တော့ဘယ်လိုမျိုးလဲဆိုတော့ဒီဖိုင်ဝမ်လေးတွေပေါ့နော်ဒီအလောက်ကင်ငွေကြေးမှာဆိုလို့ရှိရင်ပေါ့နော်အလောက်ကလူတွေကလေးစားရတယ်ပေါ့နော်ဟောဖိုင်ဝမ်လေးတွေကြည့်ရတာဒီတက်ထိုင်တက်လိုက်တာစသည်ဖြင့်ပေါ့နော်အဲ့လိုမျိုးပေါ့နော်လူတွေရဲ့အမြင်မှာတော့အဲ့လိုမျိုးတွေ့ရတယ်ပြီးတော့ဒီမှာဆိုရှင်အိတ်တော်ဖန်တီကယ်ဆိုတော့ဒီမှာဆိုရှင်ဖိုင်ဝမ်လေးအနေနဲ့ကကြတော့ဒီအိတ်တော်ဖန်တီကအရာဆိုရှင်ငွေကြေးအဆင်ပြေဖို့ပေါ့နော်ကိုယ်တိုင်စူးစမ်းလုပ်ကိုင်နေတာမျိုးလည်းတွေ့ရပါတယ်ဆိုတော့ဒီမှာဆိုအိတ်တော်ဖန်တီကယ်အရာဆိုရှင်ကောင်မလေးကတေချာပေါက်ဒီဖန်တီကယ်လေးကိုပေါ့နော်ဒီပြောမလဲကျိုးထိုးနေလားအဲ့နဲ့ထိုးအဲ့လိုမျိုးပေါ့နော် create လုပ်နေတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ခုနပြောလို့ဒီကိုလိုချင်တဲ့ငွေကြေးရအောင်လို့ဒီဖိုင်ဝမ်လေးအနေနဲ့ပေါ့နော်ဒီ9လပိုင်းမှာစူးစမ်းနေတာမျိုးပေါ့နော်အားကြောင့်လည်းငွေရဝင်တာမျိုးပေါ့နော်ငွေရဝင်တယ်ဒါပေမဲ့ခုနပြောလို့ပြန်ပြီးတော့သုံးနေတာမျိုးလည်းတွေ့ရပါတယ်ပိုင်ဝမ်လေးတွေအနေနဲ့ပေါ့နော်ဒီ9လပိုင်းဒီကျမ်းမာကြီးကြတော့ပိုင်ဝမ်လေးတွေ9လပိုင်းကျမ်းမာကြီးအတွက်ပေါ့နော်ဒီဘယ်လိုပြောမလဲဆိုတော့အတက်နိုင်ဆုံးဒီစိတ်ကိုပျော်ရွှင်အောင်နေတယ်ပြီးလို့ရှိရင်နောက်ကိုလည်းငဘာယောဂတွေဖြစ်နေပြီလဲဘလိုတွေဖြစ်နေပြီလဲစသည်ဖြင့်ပေါ့နော်ငဘာတွေလိုအပ်နေရလဲကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဘယ်ຢာတွေကိုဂရုစိုက်တင်လဲဆိုတာမျိုးပေါ့နော်ဒီဖိုင်ဝမ်လေးအနေနဲ့အဲ့လိုဂရုတစိုက်နဲ့ကိုစောင့်ကြည့်နေတာမျိုးလည်းမြင်ရပါတယ်ဒီမှာခင်းတော့ဆွဲအရာဆိုလို့ရှိရင်လည်းအဲ့လိုတခါကြလို့ရှိရင်တော့ဒီကျမ်းမာရေးကနည်းနည်းလေးနှာစီးဖျားနာတာလောက်ကတော့ဝင်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုဝင်တဲ့အခါမှာလည်းအတက်နိုင်ဆုံးကိုယ့်ဘက်ကတော့ရှောင်နိုင်အောင်ဒါမှမဟုတ်လည်းဆေးအမြန်ဆုံးတောက်နိုင်အောင်လို့တော့တက်နိုင်ဆုံးလို့စ조사ဆောင်ရွက်နေတာမျိုးကိုတော့တွေ့ရပါတယ်ဒီမှာဆိုရှင် The Emperor ရဆိုလို့ရှင်ကျမကြီးနဲ့ပတ်သက်ပြီးတော့တော်တော်လေးကောင်းမွန်နေဆိုတာမျိုးကိုတွေ့ရပါတယ်ပြောလို့ရှင် overall အနေနဲ့ဆိုရှင်အများသောအားဖြင့်ပေါ့နော်ပိုင်ဝမ်လေးတွေရဲ့တလားတာဟာ
ကောင်းနိုင်တယ်ပေါ့နော်အဲ့လိုမျိုးခံစားရပါတယ်ဒီမှာဆိုလို့ရှိရင်ဒီ Emperor မှာဆိုလို့ရှိရင်ငှက်ကလေးတွေပါတယ်ဆိုတော့အဓိကအနေနဲ့ပေါ့နော်ကိုကလမ်းလျှောက်တာအဲ့လို activities ပေါ့နော်အပြင်သွားတဲ့ activities လေးတွေကိုကလှုပ်ဖြစ်တာအဲ့လိုလေ့ကျင့်ခန်းကိုအပြင်မှာလှုပ်တာအဲ့လိုလေးတွေရှိနိုင်တယ်ပေါ့နော်ပြီးတော့ဒီမှာခင်းတော့အဆဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးဖြစ်နေလဲဆိုတော့သူ့အနေနဲ့ကပေါ့နော်တချို့တစ်ခါတလေကြာလို့ရှိရင်ဒီကျမကြီးနဲ့ပတ်သက်လို့ရှိရင်ခေါင်းမာတဲ့အရာလေးရှိရပေါ့နော်ဥမာဒီလိုလှုပ်တင်နေဆိုတဲ့ဟာပေါ့နော်ဥမာရေများများတောက်တင်နေတယ်မဲ့သူ့အနေနဲ့ကြတော့ရေမတောက်ချင်ပါဘူးအဲ့လိုမျိုးဘန်ဝန်းလေးနဲ့အနေနဲ့ပေါ့နော်တစ်ခါလေးလည်းအဲ့လိုခေါင်းမာတာမျိုးလေးလည်းရှိပါတယ်တချို့အကြောင်းအရာလေးဆိုလို့ရှိရင်ပေါ့နော်ဖိုင်ဝန်းလေးအနေနဲ့အဲ့လိုခေါင်းမာပြီးတော့သူများတက်ကဒီလိုလုပ်တင်တယ်လို့ဆရာဝန်တွေဗါတွေကပြောလို့ရှိရင်မလုပ်ဘူးသူအဆင်ပြေတာပဲလုပ်မယ်ဆိုတဲ့သဘောပေါ့နော်အဲ့လိုမျိုးလေးလည်းအဲ့လိုကျမကြီးမှာဖြစ်နေတတ်တာကိုတွေ့ရပါတယ်ပြီးတော့နောက်တစ်ခုကကြတော့အဲ့လိုခေါင်းမာမှုကြောင့်ဝင်လာတဲ့ယောဂမျိုးဆိုလို့ရှိရင်ဥပမာဒီမိုးတွေပါတယ်ပေါ့နော်မိလို့ရှိရင်ဖျားမယ်ဆိုတာသိတယ်ဒါပေမဲ့မိုးရေချိုးချင်တယ်ဆိုပြီးတော့ချိုးလိုက်တဲ့အခါမှာမိုးမိလာတယ်ဖျားတယ်ပေါ့နော်အဲ့ဖျားတဲ့အခါမှာလည်းအဲ့ဖျားတဲ့အခါရောငါဖျားပြီဆိုပြီးတော့အဲ့လိုဆေးသေးတန်တောက်အဲ့ကြတော့မှအဲ့လိုအသေးတန်ကိုဖြူစုတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီ overall အနေနဲ့ဒီဖိုင်ဝမ်လေးတွေရဲ့ဒီ9လပိုင်းကျန်းမာရေးကတော့ကောင်းတယ်ဘယ်လိုပြောမလဲဆိုတော့ကိုလည်းဂယုစိုက်တယ်ပေါ့နော်ဒါပေမဲ့တချို့ကောင်းပါတဲ့အချက်ကလေးတွေကြောင့်ကိုကဒီလိုမျိုးဖြစ်လာနိုင်တယ်ဆိုတာသိပေမဲ့လုံးမိတဲ့အကြောင်းအရာလေးရှိရပေါ့နော်အဲ့လိုလုံးမိတဲ့အခါမှာလေဖိုင်ဝမ်လေးအနေနဲ့အပြန်ဆုံးပြောင်းအောင်လို့ကိုကလုံနေတာခုခံကာကွယ်နေတာမျိုးကိုလည်းတွေ့ရပါတယ်Hello ဖိုင်တူလေးမင်္ဂလာပါဒီနေ့မမင်းဟောတာပေးမှာတော့ဖိုင်တူလေးတွေရဲ့9လပိုင်း overall energy အချစ်ရေးငွေကြေးအလောက်ကိုင်းကျန်းမာရေးနဲ့လူမှုရေးတွေပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီဟာတွေကိုမဟောခင်မမင်းအနေနဲ့ကြော်ညာကြလေးရှိပါတယ်ပြောရှင်မမင်းနဲ့ energy ကိုက်တယ်မမင်းစီထားတော့ရေးချင်တယ်ဆိုလို့ရှိရင်မမင်းဒီ YouTube ကောင်းရဲ့ description မှာမမင်းရဲ့ဒီ Facebook group name ပေါ့နော် Facebook group name ပြီးလို့ရှိရင် Telegram account အဲ့ဒါတွေကိုပေးထားပါတယ်ပြီးတော့မင်းစီမှာဆိုလို့ရှိရင်ဖိုင်တူလေးအနေနဲ့ spicy တင်းလေးတွေတိုက်တယ်ဆိုလို့ရှိရင်မင်းစီမှာ18 plus package ရှိပါတယ်ပြီးလို့ရှိရင်မင်ကဒီမိုးရဒီပေါ့နော်အထူးစီစဉ်အနေနဲ့မင်ကြိုက်ရာမိကိုငါကိုမေဒါပေမဲ့လို့ပေါ့နော်ရှက်ပို့ပြီးတော့တာမန်မီးတဲ့ဟာထက်ဈေးထူတဲ့ package ပေါ့နော်ပုံစံမျိုးနဲ့လုပ်ပေးထားပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ဒီကိုရဲ့ဒီ self love ခီးစဉ်အတွက်တွေ့ရှင်နောက်ကိုရဲ့ age အဲ့လိုဟာလေးလည်းမင်းစီမှာမေးလို့ရပါတယ်ပေါ့နော်တကယ်လို့စိတ်ဝင်စားရဆိုလို့ရှိရင်မင်းစီလာပြီးတော့ထားတော့မေးလို့ရပါပြီ Okay ဒါဆိုလို့ရှိရင်ဖိုင်တိုးလေးတွေအတွက်ဒီ9လပိုင်း overall energy ကိုပြပြပေးပါမယ်ဖိုင်တိုးလေးတွေရဲ့9လပိုင်း overall energy က the star gap ပါဒါမဲ့ဒီ the star gap လေးကကြတော့အကျွတ်ကလေးကဒီအပေညိုရေလောင်းနေတာပေါ့နော်ဆိုတော့မိမိအနေနဲ့ဒီ9လပိုင်းမှာဒီဖိုင်တူးလေးတွေအနေနဲ့ကိုဝါတိုးတက်ကြောင်းနေလုပ်နေမယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ပြီးတော့ကိုအရင်ကလုပ်ခဲ့တဲ့အရာတွေရောအခုလက်ရှိလုပ်နေတဲ့အရာတွေကဘနော်ကိုဝါတဲ့တကယ်ကိုတိုးတက်ပြီးတော့ကိုဘွားတဲ့တကယ်ကိုဘနော်အထောက်အကူဖြစ်လာနိုင်တာကိုတွေ့ရပါတယ်ဆိုတော့ file tool လေးအနေနဲ့အခုဒီ9လပိုင်း overall energy အနေနဲ့ကတော့ကိုဘွားအတွက်တကယ်အရေးကြီးတဲ့အရာတွေကိုဘွားအတွက်တိုးတက်မဲ့အရာတွေကိုကိုအနေနဲ့ဒီ the star ကတ်လေးအရာပေါ့နော်တိုးတက်လာအောင်ဆိုပြီးတော့ပေါ့နော်တိုးတက်လာအောင်ဆိုပြီးတော့စူးစမ်းနေတာမျိုးပြောရှင်ဒီအပင်လေးကြီးထွားလာအောင်လို့ရေလောင်းနေတာမျိုးပေါ့နော်အခုကလေး effort တွေထုတ်နေပြီဆိုတော့အတိတ်ပဲလေးပေါ့နော်ဒါကတော့9လပိုင်း overall energy လေးပါဖိုင်တိုးလေးရဲ့ overall energy ကို hobby တွေဆိုတော့ဖိုင်တိုးလေးရဲ့အချီရေးကိုသွားပါမယ်ဆိုတော့ဒီ9လပိုင်းအတွင်းမှာဖိုင်တိုးလေးတွေအတွက်အချီရေးကဘယ်လိုထူးခြားမှာလဲဆိုရင်ဒီမှာက head priest ရဲ့ hermit ရဲ့ six of pentacle ရဲ့လို့ရှိရင် page of wands ရဲ့ပြောလို့ရှိရင်ဒီဖိုင်တူးလေးတွေအနေနဲ့အချစ်ရေးမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ intuition ကိုသုံးပြီးတော့အတက်နိုင်ဆုံးပေါ့နော်ဒီအချစ်ရေးကိုရှာပုံတော့ထွက်နေတာမျိုးတွေ့ရပါတယ်ဒါပေမဲ့အချစ်ကိုအရန်လိုက်ရှာနေတာမျိုးမဟုတ်ဘူးဘယ်ကိုသွားရမလဲဆိုတာတို့အနေနဲ့ဥတီချက်မရှိဘူးဒါပေမဲ့လည်းခုနပြောလို့အတက်နိုင်ဆုံးတော့ကိုယ့်အတွက်တကယ်ထိုက်တန်မဲ့လူမျိုးကိုရှာနေတာမျိုးတွေ့ရပါတယ်ဒါပေမဲ့လောလောဆယ်ကကိုကရှာနေတယ်ဆိုပေမဲ့လည်းဘယ်လိုလူကိုရှာတွေ့မယ်အဲ့လိုဘယ်လိုပြောမလဲဆိုတော့ကိုယ့်ကိုလူတွေလာမယ်
ဆိုတာမတိကြဘူးပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီဟာမြင့်မှာရှိတဲ့မီးအိမ်လေးဟာလင်းနေတဲ့မီးအိမ်လေးမျိုးမဟုတ်ပါဘူးလင်းနေရလို့မတွေ့ပါဘူးဒီတိုင်းမီးမပါဘူးဆိုတာမျိုးမြင်ရပါတယ်ဆိုတော့ပြောလို့ရှိရင်ပေါ့နော်ဒီ harmonic ကအရာဆိုလို့ရှိရင်ဒီ intuition ကိုသုံးပြီးတော့ကိုယ့်ရဲ့အချစ်ကိုပေါ့နော်ချီရေးကန်ကောင်းလာဖို့အဲ့လိုမျိုးပေါ့နော်ဒါမှမဟုတ်လဲအချစ်ရေးမှာတယောက်တည်းပေါ့နော်ဆိုလိုသွားနေတာမျိုးပေါ့နော်အဲ့လိုမျိုးတော့သွားနေတာမြင်တယ်ဒါပေမဲ့ခုနပြောလို့ကိုယ့်အတွက်တကယ်ကောင်းတဲ့လူတကယ်ကောင်းတဲ့ချစ်ရေးဆိုတာကိုယ့်နာကိုရောက်လာမယ်မြောက်လာမယ်ဆိုတာကိုတော့ခိုင်ဝက်ဒီဖိုက်တူးလေးတွေအနေနဲ့ပေါ့နော်လုံးဝမတိကြပါဘူးဆိုတာမျိုးတွေ့ရပါတယ်နောက်တစ်ခုကကြတော့ဒီဖိုက်တူးလေးအနေနဲ့ပေါ့နော်စစ်စော့ဖန်တီကယ်ကြီးကအတိတ်ကပေါ့နော်လွှတ်မချနိုင်တဲ့အကြောင်းအရာလေးတွေရှိတာကိုတွေ့ရပါတယ်ဆိုတော့အချင်းနဲ့ပတ်သက်လို့ရှိရင်အတိတ်ကပေါ့နော်ဆွေးမြေ့ကြနေပြီဖြစ်တဲ့ဒီပေါ့နော် trauma တို့တောင်းမဟုတ်လဲအဲ့လိုစိတ်တရားမဟုတ်လို့ရှိရင်တခြားကိုကတချို့ပေါ့နော်ဒီ limiting belief တို့အဲ့လိုကန့်သက်ထားတဲ့ကိုယ့်ရဲ့အတွေးခေါ်တွေကိုပေါ့နော်လွှတ်ချထားဖို့လိုတယ်ဒါပေမဲ့မလွှတ်ချထားတာကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့ဒီမှာလဲဒီ facial one မှာလဲအဲ့လိုပဲကိုမှဒီခြေနဲ့ပတ်သက်တဲ့ဝင်တော့ဝင်ပိုးတွေအများကြီးရှိတယ်ကိုကဒီပေါ့နော်တခြားဒီအဟောင်းတွေကိုတကယ်တမ်းကျအဟောင်းတွေကိုပြစ်ပြီးတော့ဒီပိုကောင်းတဲ့စာကဲတစ်ခုကိုသွားမှာဖြစ်ပေမဲ့ကိုကအဟောင်းတွေကိုမပြစ်ဖဲနဲ့စာကဲတစ်ကိုဝင်နေရမျိုးတွေ့ရပါတယ်ဆိုတော့အဲ့တစ်ခုလေးတော့တတိထားပေးပါကိုယ့်ရဲ့ intuition ကိုသုံးတာကတော့သုံးတာပေါ့ဒါပေမဲ့ intuition ကခုနပြောလို့ဒီအခြေရေးတိုးတက်ဖို့ပဲကိုကအာယုံဆိုင်နေတာမျိုးရှိတယ်ပေါ့နော်ဒါပေမဲ့အခြေရေးတိုးတက်ဖို့ဆိုလို့ရှိရင်ဘာတွေလုပ်အောင်လဲဆိုတာကိုတော့နည်းနည်းလေးပြန်ပို့ပြီးတော့ awareness ထားဖို့လိုတယ်ဆိုတာလေးကိုပြနေရပေါ့နော်ဆိုတော့ခုနပြောလို့အခြေရေးကန်ကောင်းခြင်းနဲ့ရှင်းကန်ကောင်းကစူးစမ်းမယ်ဆိုပြီးတော့စူးစမ်းနေပြီမဲ့လေခုနပြောတဲ့အခြေရေးကိုရှာတာမဟုတ်ခဲနဲ့အတိတ်ကအကြောင်းအရာတွေကိုလက်လွတ်ချဖို့လိုတယ်ပြီးလို့ရှိရင်ပေါ့နော်ဒီပိုကောင်းတဲ့စာကဲကိုသွားမယ်ဆိုလို့ရှိရင်အတိတ်ကအရာတွေမပါတာအကောင်းဆုံးပဲဆိုတာကိုသိပြီးတော့စူးစမ်းတာပို့ပြီးတော့အဆင်ပြေမယ်ဆိုတာလေးကိုပြောချင်တာဖြစ်ပါတယ်ဆိုတော့ဒါကဒီဖိုက်တူးလေးတွေအတွက်ဒီ9လပိုင်း overall အခြေအေးပါအခုကတော့ဒီဖိုက်တူးလေးတွေရဲ့အလောက်ကငွေကြေးပေါ့နော်9လပိုင်းအတွက်ဟောပေးတော့မှာဖြစ်ပါတယ်အလောက်ကန်ကတော့ကိုလို့ရလို့တလို့ငွေရမယ်ဆိုတာမျိုးလေးကိုတော့တွေ့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ Justice Magician Knight of Cup ပြောရှိရင် Ace of Wands ဆိုတော့ပြောလို့ရှိရင်ဒီ justice ရဆိုလို့ရှိရင်နောက်တစ်မျိုးရှိတာကသူကအလောက်ကင်မှာပဲဖြစ်ပေါ့နော်ပြောရှင်ဒီငွေကြေးမှာပဲဖြစ် justice ဖြစ်ချင်တာမျိုးလည်းတွေ့ရတယ်ပေါ့နော်ကိုလုံးတလောက်တကယ်တမ်းပေါ့နော် justice မဖြစ်တာမျိုးလည်းဖြစ်နိုင်တယ်ဥမာကိုကအလုပ်တွေအများကြီးလုပ်ရတယ်ဒါပေမဲ့ဝင်လာတဲ့ဝင်ငွေဟာကိုလုပ်တဲ့လုပ်လောက်မရတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီကိုပေါ့နော်ဒီ9လပိုင်းမှာဒီလိုမျိုးမျှတမှုကိုလိုချင်နေတာမျိုးကိုတွေ့ရပါတယ်ပြီးတော့ဒီ magician ရတော့ကိုကအလုပ်စူးစမ်းနေတယ်ပေါ့နော်9လပိုင်းမှာကိုကအလုပ်စူးစမ်းတယ်အသစ်တွေကိုလည်းစမ်းကြည့်ပြီးတော့လုပ်ကြည့်တယ်ပေါ့နော်ဒီလိုရာမျိုးနဲ့ဆိုလို့ရှိရင်ငါအဆင်ပြေနိုင်လားဟိုလိုမျိုးနဲ့ဆိုလို့ရှိရင်ငါအဆင်ပြေသွားနိုင်လားစသည်ဖြင့်အဲ့လိုမျိုးတွေကိုစိုးစမ်းပြီးတော့အသစ်စမ်းနေပါလုပ်ကြည့်နေတယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ရာကနေပြီးတော့သူကဒီ justice လိုချင်တာပေါ့နော်အဲ့ရာကနေမျှတမှုလိုချင်တယ်သူဒီလောက်စူးစမ်းထားတာဖြစ်တဲ့အတွက်ဒီလောက်ဝင်ငွေတော့လိုချင်တယ်ဒီလောက်တော့အဆင်ပြေချင်တယ်ဒီလောက်တော့ရချင်တယ်ဆိုတဲ့ဟာမျိုးကိုတွေ့ရပါတယ်ပြီးလို့ရှိရင်ဒီမှာ Knight of Cup နဲ့နော် Knight of Cup နဲ့ Ace of Wands အရာဆိုလို့ရှိရင်သူ့အနေနဲ့ပေါ့နော်တခြားဒီဖိုင်တူးလေးအနေနဲ့တခြားလူတွေရဲ့ဒီ step ပေါ့နော်လုပ်ပုံလုပ်နည်းတခြားလူတွေကဘယ်လိုချိန်မှာဘာလုပ်လဲတခြားလူတွေကဘယ်လိုမျိုးဒီလိုက်လုံးညီထွေဖြစ်အောင်နေလဲဆိုတာမျိုးလဲစီးပူးနေတယ်လေ့လာနေရဆိုတာမျိုးတွေ့ရပါတယ်ပြီးလို့ရှိရင်ဒီ Night of Cup အရာဆိုလို့ရှိရင်သူကဘယ်လိုပြောရမလဲဆိုတော့ဒီအလောက်ကိုင်းနဲ့ပတ်သက်ပြီးလို့ရှိရင်တခြားလူတွေကိုလည်းအဲ့လိုတွေ့ဆုံပြီးတော့ပေါ့နော်တွေ့ဆုံပြီးတော့အဲ့လိုတိုင်မင်တာမျိုးတွေလည်းတွေ့ရပါတယ်ဆိုတော့ခုနပြောလို့သူကပေါ့နော်အခုကာလမှာသူကအလုပ်ကောင်းကောင်းလုပ်တာဖိုင်ထုလို့နေအလုပ်ကောင်းကောင်းလုပ်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်သူကဒီပေါ့နော်သူ့အနေနဲ့ဒီ share ပါညာအဲ့လိုမျိုးပေါ့နော်အလုပ်ကအစ်အင်တာဗျူးဖြေတာအဲ့လိုမျိုးပေါ့နော်လူတွေကိုတွေ့ပြီးတော့သူ့ရဲ့ဒီအလုပ်အသစ်အတွက်ဒါမှမဟုတ်လဲထပ်မံတိုးချဲ့ထားတဲ့အလုပ်အတွက်ပေါ့နော်အဲ့လိုဒီတခြားလူတွေနဲ့တိုင်မင်ပြီးတော့ဆွေးနွေးပြီးတော့အဲ့လိုကြည်ပြီးတော့အဲ့လိုတိုင်မင်တာမျိုးပေါ့နော်အဲ့လိုချိန်ပြီးတော့ဒိတ်လုပ်ပြီးတော့ငါဒီလိုလုပ်ချင်တယ်မင်းရောဘယ်လိုထင်လဲမင်းဘယ်လို share တွေခဲ့မလဲစသည်ဖြင့်အဲ့လိုမျိုးပေါ့နော်
ဒီတခြားလူကသူ့ကိုလာဆွေးနွေးတာသူကတခြားလူနဲ့သွားဆွေးနွေးတာစသဖြင့်အဲ့လိုမျိုးတွေ့ရပါတယ်လို့ရှိရင်နောက်တစ်ခုကဘာလဲဆိုတော့တခြားလူတွေကဘယ်လိုပုံစံမျိုးလုပ်လဲသူတို့ရဲ့ဒီဘယ်လိုပြောလဲဆိုတော့ဒီနေပုံထိုင်ပုံပြီးသူတို့ရဲ့စီးပွားရှာပုံအဲ့ຢာတွေရဲ့အကြောင်းအရာလေးကိုပေါ့နော်သူ့အနေနဲ့တေချာလေးသိအောင်လို့ပေါ့နော်တေချာလေးဒီဖိုင်တူးလေးအနေနဲ့လေ့လာနေရဲလိုက်စားနေရဲဆိုတာလေးကိုတွေ့ပါတယ်ဆိုတော့အားလုံးကြည့်လိုက်လို့ရှိရင်တော့ခုနပြောလို့ဒီဖိုင်တူးလေးရဲ့စူးစမ်းအားထုတ်မှုကြောင့်ဖိုင်တူးလေးရဲ့ပေါ့နော်အစ်စ်အစမ်းတွေကိုလှုပ်လိုက်တဲ့အရာကြောင့်ပေါ့နော်ဖိုင်တူးလေးတွေကဒီ justice ကိုလိုချင်တယ်ညှက်တမှုလိုချင်တယ်အဲ့အတွက်ညှက်တမှုရသွားနိုင်တာလေဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့9လပိုင်းအတွက်ပေါ့နော်ဒီဖိုင်တူးလေးတွေရဲ့ဒီအလုတ်ကိုင်းနဲ့ငွေကြေးအခြေအနေပါငွေချေးပြီးပြီဆိုတော့ဖိုင်တူးလေးတွေရဲ့ကျန်းမာရေးကိုဟောမှာဖြစ်ပါတယ်။ဖိုင်တူးလေးတွေရဲ့9လပိုင်းကျန်းမာရေးအခြေအနေကတော့နည်းနည်းပေါ့နော်စိတ်တက်ကြတာမျိုးတွေတွေ့ရတယ်ပေါ့နော်။စိတ်တက်ကြတာမျိုးတွေပြီးလို့ရှိရင်အဲ့လိုမူးဝေတာမျိုးတွေအဲ့လိုမျိုးပေါ့နော်ပြီးလို့ရှိရင်တိတ်ပြီးတော့ကိုခန္ဓာကိုယ်ကဘယ်လမဖြစ်ပဲနဲ့ပေါ့နော်ဘယ်လမဖြစ်ပဲနဲ့လို့ခြေထောက်ရိုင်းတာအဲ့လိုပုံစံမျိုးကိုတွေ့ရပါတယ်။အဓိကကတော့လို့ကိုကအရက်တောက်မိလို့အဲ့လိုမျိုးဖြစ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီမှာ Hunger Man ရဲ့ဒီ Eight of Cups ရဲ့အဓိကဒီကျမ်းမာရေးမှာဆိုလို့ရှိရင်ကြန့်ကြာနေတာမျိုးတွေရှိတယ်။ဥပမာကိုကနေမကောင်းဖြစ်တယ်ပေါ့နော်နေမကောင်းဖြစ်တယ်ဖျားတာကနည်းနည်းလေးအချိန်ကြာသွားတာဒါမှမဟုတ်လဲအဲ့လိုနှာစီးရလဲကြာသွားတာချောင်းဆိုးတာအချိန်ကြာတာစသဖြင့်ပေါ့နော်ဒီကျမ်းမာရေးဟာဂျားထဲမှာနည်းနည်းကြာသွားတယ်ပေါ့နော်အဲ့လိုကြာသွားတာမျိုးမြင်ရတယ်အဲ့တော့ကို့အနေနဲ့ပေါ့နော်ဒီလိုမျိုးကျမ်းမာရေးကြံ့ကြာမှုလေးကောင်းလာဖို့အတွက်ကြံ့ကြာမှုလေးရှိနေရဲဆိုလို့ရှိရင်ကိုကတခြားတနေရာဒါမှမဟုတ်လဲတခြားနီးလန်းတစ်ခုကိုပေါ့နော်ဟိုကိုကအဲ့လိုပြကြည့်ပေါ့ဥမာကိုကဒီဆေးကဲအောင်ကိုကဒီကျမ်းမာရေးအတွက်ပြနေရပေါ့နော်ဒါပေမဲ့အခုပြောလို့ပဲဒီဆေးနဲ့မတိုးဆိုရှင်ဆရာဝန်နောက်တစ်ယောက်ကိုပြလိုက်ဆေးကဲနောက်တစ်ခုကိုပြလိုက်ဆေးနောက်တစ်လုံးတောက်လိုက်အဲ့လိုပုံစံမျိုးပေါ့နော်ကိုရဲ့ဒီအခုလက်ရှိလုပ်နေတဲ့အကြောင်းအရာကို changes လေးတစ်ခုလုပ်လိုက်ပေါ့နော်အဲ့လိုမျိုးမြင်ရတယ်ပြီးလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုတော့လမ်းများလျှောက်ပေးပါပြီးလို့ရှိရင်တော့ဒီစိတ်ပိုင်းဆိုင်ရာအရင်စိတ်ထိကမဖြစ်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့အဓိကကိုကစိတ်ဆင်းရဲစရာတွေပဲတွေးနေတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုစိတ်ဆင်းရဲလို့အရက်တောက်တာတွေပါအဲ့လိုမျိုးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဓိကကိုယ့်ဘဝမှာအဲ့လိုစိတ်ဆင်းရဲစရာတွေမရှိပါဘူးဒီတိုင်းကိုယ့်ကိုပေါ့နော် overthinking ဖြစ်နေလို့ဒါလည်းဒုက္ခရောက်နေဒါလည်းအဆင်မပြေဘူးစသဖြင့်အဲ့လိုမျိုးတွေးတာပေါ့နော်တကယ်တမ်းကျတော့ဒီလိုပဲလူဘဝမှာအားလုံးကအဆင်မပြေဖြစ်နေတာပေါ့နော်ကိုတယောက်တည်းအဆင်မပြေဖြစ်တာမဟုတ်ဘူးအဲ့တော့အတင်ထားပါဆိုတော့ခုနကပြောလို့အရက်တောက်တာမျိုးတွေမလုပ်ပါနဲ့ပြီးလို့ရှိရင်တချို့အကြောင်းကထမင်းမစားတာတို့အဲ့လို weight short နေတာတို့အတင်းအဲ့လို over ပေါ့နော် over တွေမလုပ်ပါနဲ့ဆိုတော့ပြောလို့ရှိရင်9လပိုင်းကျန်းမာရေးကတော့ခုနပြောလို့နည်းနည်းလေးတော့ချို့တဲ့တဲ့ထဲပါတယ်နော်ကျန်းမာရေးချို့တဲ့တဲ့ထဲပါတာဖြစ်တဲ့အတွက်ကျေးဇူးပြုပြီးတော့ဂရုစိုက်ပေးပါပြီးလို့ရှိရင်ဒီစိတ်ကျန်းမာရေးပါညာဆိုရှင်လို့တငယ်ချင်းတွေနဲ့အပြင်သွားတာဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ကိုပိုပြီးတက်ကြွအောင်လို့ပြုလုပ်ပေးပါတယောက်တည်းမနေပါနဲ့အရန် overthinking တွေမလုပ်ပါနဲ့အတွေးမလုံးပါနဲ့ပေါ့နော်ပြီးလို့ရှိရင်ဒီခုနပြောလို့အရက်သေးကြရေးပါမတောက်ပါနဲ့အဲ့ဒါမျိုးတွေကကိုယ့်အတွက်ကောင်းမှာမဟုတ်ဘူးပြီးလို့ရှိရင်ဒီကျန်းမာရေးကိုတက်နိုင်ဆုံးကောင်းအောင်ဆောက်ဂရုစိုက်ဆေးတွေပါဆိုကိုကဆွဲတော့နေရှိပြောင်းတင်ရင်လည်းပြောင်းအဲ့လိုမှမဟုတ်ဘူးပေါ့နော်အဲ့ဒါတွေပြောင်းကြမလို့ဆိုရှင်အဲ့လိုပြေုံလန်းရှောင်းထွက်တာလို့တဘာဝနဲ့ထိတွေ့ပေးတာဒါမှမဟုတ်အိမ်ပြောင်းတာနေရာပြောင်းနေတာအဲ့လိုမျိုးအပြောင်းလဲလေးတစ်ခုလုပ်ပေးဖို့လိုရဲဆိုတာမျိုးတွေ့ရပါတယ်ဒါကတော့ဘိုင်တူးလေးအတွက်9လပိုင်းကျန်းမာရေးပါအခုနောက်ဆုံးပြပြမှာကြတော့ဒီဖိုင်တူးလေးတွေရဲ့လူမှုရေးကြောင်းပြပြမှာပါတယ်ဒီမှာဆိုရှင် The Fool Night of Pentacle ပြီးတော့ Page of Pentacle နဲ့Ace of Swords ဖြစ်ပါတယ်ဆိုတော့ The Fool အနေနဲ့ဆိုလို့ရှင်တချို့ပေါ့နော်ဒီကိုကဒီလမှာဆိုရှင်အဆုံးရောက်တဲ့လူတွေနဲ့တွေ့နေတာမျိုးတွေ့ရပါတယ်ပြောရလို့ရှိရင်ပေါ့နော်အဲ့ဒီအဆုံးရောက်တဲ့လူတွေကပေါ့နော်ကိုယ်စောင့်ကြည့်နေရပေါ့နော်ဘယ်တော့မှကိုကအဲ့လိုအဆုံးကနေပြီးတော့ပြုတ်ကြမလဲဆိုတာမျိုးပေါ့နော်သူတို့ကိုယ်တိုင်ကလည်းအဲ့လိုအဆုံးကိုကြောက်အောင်လို့တွန်းပို့နေတာလမ်းပြနေတာမျိုးတွေ့ရတယ်အဓိကအဖြစ်တော့ဒီလအတွင်းမှာပေါ့နော်ဖိုင်ကျူးလေးအနေနဲ့ကိုယ့်ပေါ်မကောင်းတဲ့လူတွေများများတွေ့နေရတာမျိုးပေါ့နော်ကိုယ့်ပေါ်တကယ်လမ်းမရအောင်လို့အတင်းတွန်းချနေတဲ့လူတွေပေါ့နော်အဲ့လိုတွေကိုတွေ့ရနိုင်ပါတယ်ပြီးလို့ရှိရင်ဒီဖိုင်တိုးလေးနေတယ်ပေါ့နော်အတိတ်က relationship တွေပေါ့နော်ပြောရင်ဒီ mix တွေတငယ်ချင်းတွေเนาะအတိတ်ကအရာတွေကိုပေါ့နော်လက်မလွတ်နိုင်တာကိုလည်းတွေ့ရပါတယ်ကိုယ့်လူတွေကဝိုင်းချိနေတာမျိုးလည်းတွေ့ရတယ်ပေါ့နော်ဘယ်တော့အမားလုံးမလဲဆိုတာမျိုးဒါပေမဲ့ကိုကလည်းလေဘယ်လိုပြောရမလဲဆိုတော့အမားရဲလောက်တတ်တဲ့လူမဟုတ်ဘူးပေါ့နော်ကိုကပြီးအပြီးထိပေါ့နော်ဆောင်ရွက်တဲ့လူမျိုးပြီးတော့အောင်မြင်အောင်လဲဆောင်ရွက်တတ်တဲ့လူမျိုးဖြစ်တဲ့အတွက်ကြောင့်တို့ကမနာလိုတာလည်းပါနိုင်တယ်ပေါ့နော်ဆိုတော့ခုနပြောလို့ကို့အနေနဲ့ပေါ့နော်တချို့လူတွေရဲ့ပေါ့နော်စောင့်ကြည့်ခြင်းကိုခံရတယ်ဒီ9လပိုင်းမှာပြီးလို့ရှိရင်ဒါပေမဲ့လည်းကိုကသူတို့စောင့်ကြည့်နေလဲ
တည့်ရမှာဂယုဆိုင်ကိုလို့ဆရာရှိရလုပ်တယ်ကိုကကိုအောင်မြောင်လုပ်တယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုမျိုးကြောင့်မျိုးလူတွေရဲ့ပေါ့နော်အတင်းအဖျင်းဒါမှမဟုတ်အဲ့လိုပေါ့နော်ဒီဝေဖန်တာကိုခံရတတ်တယ်ပေါ့နော်ပြီးလို့ရှိရင်ခုနပြောလို့ကို့အနေနဲ့လည်းပေါ့နော်ဟိုလိုတနေရာနေတနေရာသွားခြင်းနဲ့ဒါမှမဟုတ်ဒီမိတ်ဆွေတငယ်ချင်းတွေနဲ့ပေါ့နော်ဒီမိတ်ဆွေခံချင်းတွေနဲ့အဆက်အသွယ်ဖြစ်ခြင်းနဲ့ဒီလူတွေနဲ့မတွဲခြင်းတော့ဘူးဆိုတဲ့ဟာမျိုးရှိရပေါ့နော်ဒါပေမဲ့ခုနပြောလို့စိတ်ကသာမတွဲခြင်းတာပေါ့နော်တစ်ခါကြလို့ရှိရင်ဒီလူတွေကငါနဲ့ရင်ကလေးကတွဲလာတဲ့လူတွေပဲဒီလူတွေကငါ့ပေါ်ကောင်းခဲ့တာပဲစသဖြင့်ပေါ့နော်ကိုယ့်ကိုဖြည့်တွေးပြီးတော့ဟိုညတာထောက်ထားနေတာမျိုးလည်းတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်အကြံဉာဏ်ပေးချင်တာကတော့ကိုယ့်ပေါ်မကောင်းဆိုမကောင်းပဲအဲ့လိုချခဲ့ပါဒီတိုင်းကိုယ့်ပေါ်အဲ့လောက်ထိဒုက္ခပေးနေလို့ရှိရင်အဲ့လောက်ထိနစ်နာမခံပါနဲ့အဲ့လောက်ထိဖြည့်တွေးမနေပါနဲ့ပေါ့နော်အဲ့တော့ကိုလို့ဆရာရှိရပဲဆက်လို့ပေါ့နော်အဲ့တော့အရင်နဲ့ဂယူဆနေကြမလို့တို့လို့ကို့နာမှာမကောင်းတဲ့လူတွေကိုလည်းထားကြမလို့ပေါ့နော်အဲ့လိုမျိုးမြင်ပါတယ်ဆော့တာလေဖိုင်ထူးလေးတွေရဲ့9လပိုင်း overall energy လေးပါဖိုင်ထူးလေးတွေလည်းပေါ့နော်မင်းကြီးပြောတဲ့ဟာနဲ့ပေါ့နော်ကိုက်မယ်လို့ယုံကြည်ပါတယ်ကိုက်ခဲ့ရဆိုလို့ရှိရင် comment လေးမှတ်ပေးခဲ့ကြပါနောက်မှတွေ့ပါမယ်တတာHello ဖိုင်3တွေမင်္ဂလာပါဒီနေ့မေကပေါ့နော်ဖိုင်3လေးတွေရဲ့9လပိုင်း overall energy အခြေရေးဝေးကြီးအလုပ်ကိုင်းကျမကြီးနဲ့လူမှုရေးကိုဟောသွားပေးမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီຢာတွေမဟောခင်အရင်ဆုံးမေအနေနဲ့ကြော်ညာကြလေးရှိပါတယ်ဒါကတော့မေနဲ့ energy guide တယ်မေစီမှာထားတော့မိချင်တယ်ဆိုလို့ရှိရင်မေဒီ YouTube account ဒီ YouTube page channel ရဲ့မေဒီ YouTube channel ရဲ့ description မှာဒီပေါ့နော်မေရဲ့ Facebook page နာမည်ပြီးရှင် Telegram account ထည့်ထားပေးပါတယ်ဆိုတော့အဲ့မှာလာပြီးတော့မေကိုမြင်လို့ရပါတယ်နောက်တစ်ခုကကျတော့မေစီမှာထားတော့နဲ့မြာဟောဆိုရင်နှစ်ခုရှိပါတယ်မြာဟောကကျတော့ပြောလို့ရှင်ဓာတ်ပုံလေးတစ်ပုံပေးအောင်နဲ့ဒီမြင်တဲ့အကြောင်းအရာကိုဟောသွားပေးတာမျိုးဖြစ်ပါတယ်ဆိုတော့တကယ်လို့စိတ်ဝင်စားရဆိုလို့ရှင်လည်းပြီးလို့ရပါတယ်ဒီပြီးတော့နောက်တစ်ခုကကျတော့ဒီ spicy တွေကိုကြိုက်တယ်ဆိုလို့ရှိရင်မင်းစီမှာ80 plus package ပေါ့နော်ဒီ package လာပြီးတော့မြင်လို့ရပါတယ်ပြီးတော့ကိုယ့်ရဲ့ self love self journey အတွက်အကျိုးရှိစေတဲ့ package လေးလည်းမြင်လုပ်ထားပါတယ်ပြီးတော့ဒီ more special ညီနဲ့ပေါ့နော်ကြက်ညစ်တဲ့ရမေးခွန်း9ခုမေးပြီးတော့ဒီပုံမှန်မင်းနေကြ9ခုထက်ပေါ့နော်ဈေးလျှော့ထားတဲ့ package လေးလည်းရမှာဖြစ်ပါတယ်ပြီးတော့တခြားဒီ ace တို့ဘာလို့ package လည်းမင်းစီမှာရှိပါတယ်ခွန်လာပိုင်း overall energy ကိုဖိုင်3လေးတွေအတွက်မင်းဟောပေးမှာဖြစ်ပါတယ်ဆိုတော့ overall energy ကတော့ 4 cup ပြောလို့ရှိရင်ပိုင်3လေးအနေနဲ့ဒီ9လပိုင်းတွင်းမှာဆိုလို့ရှိရင်စဉ်းစားနေတာမျိုးလေးတွေတွေ့ရပါတယ်ဆိုတော့အလုပ်တစ်ခုကိုမလုပ်ခဲနဲ့ဘယ်လမ်းကကိုယ့်အတွက်ကောင်းလဲဘယ်လမ်းကဘယ်ခွင့်ရေးကကိုယ့်အတွက်အသင့်တော်ဆုံးလဲဆိုတာမျိုးကိုစဉ်းစားနေတာမျိုးတွေ့ရပါတယ်ဆိုတော့ဒီလမ်းနဲ့ပေါ့နော်ပြောလို့ရှိရင် universe အနေနဲ့ပေါ့နော်ကိုယ့်ကိုဒီလမ်းအသင့်တော်ဆုံးဆိုတာကိုပြထားတာရှိပါတယ်ဒါပေမဲ့အဲ့ဒီຢာလေးတွေကိုဖိုင်3လေးတွေကမမြင်ပါဘူးဆိုတော့ဒီပေါ့နော်9လပိုင်းအနေနဲ့ကိုကဒါကငါနဲ့တင့်တော်လားဒါကငါနဲ့အဆင်ပြေမှာလားဆိုတာမျိုးကိုကအဲ့လိုစဉ်းစားရမယ့်အချိန်မဟုတ်ပါဘူးကိုနဲ့ဘယ်ဟာကိုက်ညီလဲဆိုတာကိုပြတ်ထားပြီးဖြစ်တဲ့အတွက်ကြောင့်မြင်အောင်ကြည့်ဖို့ပဲလိုပါတယ်ဆိုတော့ဖိုင်3လေးတွေအတွက်ပေါ့နော်9လပိုင်းရဲ့ overall အချစ်ရေးလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်9လပိုင်း overall အချစ်ရေးဆိုလို့ရှိရင်ဒီမှာဆို Hangman ပြီးလို့ရှိရင်ဒီမှာ9 of Pentacles ပြီးလို့ရှိရင် Page of Cups နဲ့8 of Swords ကိုတွေ့ပါတယ်ဆိုတော့ဒီမှာဟန်ကမန်လည်းကြာထားတာဖြစ်တဲ့အတွက်တေချာပေါက်ကြံ့ကြာမှုတွေရှိပါတယ်ခုနကလည်းမြင် overall energy မှာပြောထားရပေါ့နော်ကြံ့ကြာမှုလေးတွေကိုပေါ့နော်အလုပ်တစ်ခုကိုမလုပ်ဖဲနဲ့ဒီကြောင့်လည်းစဉ်းစားနေတာပေါ့နော်ဒီ opportunity ကကိုယ့်အတွက်အဆင်ပြေလောက်မလားဆိုတာလေးကိုစဉ်းစားနေတာမျိုးလေးတွေ့ရပါတယ်ဆိုတော့အဲ့လိုမျိုးစဉ်းစားနေတာမျိုးလုပ်ပါနဲ့အဓိကကကို့မှာကအရေးချင်းကြီးရှိပြီးသားပါကို့မှာကို့အတွက်ဘယ်လမ်းကအကောင်းဆုံးလဲဆိုတာကိုသိပြီးသားပါပြောလို့ရှိရင်ဒီမှာဆိုချီရေးပေါ့နော်ပြီးတော့အဓိကဒီလမှာပေါ့နော်9လပိုင်းမှာဖိုင်3လေးအနေနဲ့ဒီချီနဲ့ပတ်သက်ပြီးတော့ပြောလို့ရှိရင်ဒီစဉ်းစားနေတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလူကငါ့အတွက်အဆင်ပြေလောက်လားဒီလူကတော့ငါ့အတွက်အဆင်မပြေလောက်ဘူးလားဆိုတာမျိုးလည်းဖြစ်နေနိုင်တယ်ပေါ့နော်ဆိုတော့ပြောလို့ရှိရင်ကိုကတကယ်ကိုချစ်ခံရမယ်လူပြီးတော့ချစ်ဖို့လည်းထိုက်တန်တယ်ပြီးတော့ဘယ်လိုပြောရမလဲဆိုတော့
ကိုယ့်အနေနဲ့ဆိုလို့ရှိရင်အခုချိန်မှာအချစ်ခံရဖို့အတွက် ready ဖြစ်နေဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ကိုကဒီလိုဆိုလို့ရှိရင်ငါ့ကိုချစ်ပါမလားဒီလိုဆိုလို့ရှိရင်ငါနဲ့ထိုက်တန်ပါမလားဆိုတာမျိုးကိုအရင်ကြီးတွေးပူစရာမလိုတော့ပါဘူးအဓိကဒီလိုကငါ့အတွက်တကယ်တေချာလားဆိုတာကိုတေချာမျက်လုံးလေးဖွင့်ပြီးတော့ကြည့်အောင်ပါပဲဒီမှာဆိုလို့ရှိရင် face shot ခတ်ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ကိုအချစ်ရေးဆိုနေတာမျိုးကိုတွေ့ရပါတယ်ဒီလူကလုံးဝကိုယ့်ပေါ်မှာလုံးဝ feeling ရှိတယ်နော် feeling ရှိရဲကိုလည်းပေါ့နော်သူကဘာတွေပေးမယ်စသည်ဖြင့်ပေါ့နော်အဲ့လိုအခွင့်အလမ်းနေပြောရှင်ချေဆိုတာတွေလောက်တာမျိုးတွေ့ရတယ်ဆိုတော့အများကြီးကိုအနေနဲ့ဘယ်လိုပြောမလဲဆိုစဉ်းစားကြမလို့ပဲနဲ့အခုချေဆိုတဲ့လူကိုတွေးလို့ရနေပြီဆိုတာမျိုးတွေ့ရပါတယ်ဒါပေမဲ့ဖိုင်3လေးတွေကတော့ခုနပြောတဲ့အဲ့ဒီ facial ခပ်ရဲ့အောက်မှာအဲ့တော့ swap ပေါ့နော်အဲ့တော့ swap ဖြစ်နေတဲ့အတွက်ကြောင့်ကိုယ်တိုင်ကအခုလိုသူဒီပေါ့နော်တယောက်ကပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့လာပြီးတော့ကန့်လန့်နေပြီမဲ့အဲ့လူကိုလုံးဝလက်မခံနိုင်ဘူးဖိုင်3လေးအနေနဲ့ပေါ့နော်လက်ခံဖို့အတွက်ခက်ခဲနေရဲ့မမြင်နိုင်ဘူးဒီပေါ့အခုလက်ရှိကြက်ကြာနေတဲ့နေရာနေပြီးတော့ရုံးထွက်နိုင်ဘူးဆိုတာမျိုးလည်းတွေ့ရပါတယ်ဆိုတော့မမေကြံပေးရလို့ရှိရင်တော့ကိုယ့်အနေနဲ့မြင်အောင်ပဲကြည့်ပေးပါကိုယ့်ကိုသူကခွင့်ရလာပေးရလေဆိုတဲ့ဟာကိုပဲမြင်အောင်ကြည့်ပေးပါအဲ့ဆိုရှင်ဒီရွေးချယ်ကပိုလွယ်သွားပါလိမ့်မယ်ပေါ့နော်အရန်ကြံ့ကြာပြီးဒီကိစ္စအတွက်လည်းအရန်စိတ်ထိခိုက်မခံနဲ့ဆိုတာမျိုးပြောချင်တာပါဆိုတော့ဒါကကြတော့ by 3လေးအတွက်9လပိုင်း overall love ပါအရှိရေးလည်းပြီးပြီဆိုတော့ by 3လေးအတွက်9လပိုင်းငွေရေးကြီးအလောက်အကင်ကိုပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ငွေရေးကြီးအလောက်အကင်ရဆိုလို့ရှိရင်ဒီမှာ Ace of Pentacles Knight of Wands ရွှန် The Fool အဲ့လိုမျိုးတွေတွေ့ပါတယ်ဆိုတော့ပြောလို့ရှိရင်ကိုယ့်စီကိုလုံးဝကောင်းတဲ့အခွင့်အလမ်းကြီးပြောရှင်ငွေကြေးပေါ့နော်အခွင့်အလမ်းကြီးဒါမှမဟုတ်ငွေကြေးအလုံးလိုက်ဝင်လာတာတွေအဲ့လိုမျိုးတွေ့ပါတယ်ပြီးလို့ရှိရင်ပေါ့နော်ကိုယ်လာကမ်းလှမ်းတာမျိုးတွေရှိရပေါ့နော်အခွင့်အလမ်းကြီးလာကမ်းလှမ်းတာအလောက်ကိုင်းကြီးလာကမ်းလှမ်းတာတချို့ပေါ့နော်သတင်းစကားတွေလာပြောပြတာအဲ့လိုမျိုးလေးတွေတွေ့ရပါတယ်ပြီးတော့ဒီ stress ဆိုတဲ့အတွက်ကြောင့်အလုံးမှာလည်းကိုကတေချာပေါက်ပေါ့နော်ဗဲတဲ့ညီထိမ့်နိုင်မယ်ပြီးလို့ရှိရင်ကိုနဲ့အရင်တော့အဆင်မပြေခဲ့တဲ့လူဆိုလို့ရှိရင်တော့ကိုနဲ့ပြန်ဆင်ပြေတော့တက်ရှူသွားအောင်ဒါမှမဟုတ်ဂျုံဝလူတွေအချင်းချင်းပေါ့နော်ကိုကအဲ့လိုမျိုးတေချာလေးခေါင်းဆောင်နိုင်တယ်မျှတအောင်လို့ဆက်ဆံပြီးတော့ခေါင်းဆောင်ပေးလို့ရတယ်ဂျားတွေကနေညှိပေးနိုင်တယ်ဆိုတဲ့ဟာမျိုးတွေ့ရပါတယ်ဆိုတော့ဒီအလုတ်ကင်မှာဆိုလို့ရှိရင်လည်းအဆင်ပြေတယ်အဲ့လိုမျိုးပြီးလို့ရှိရင်နောက်တစ်ခုကပါလဲဆိုတော့ဒီရက်ပိုကောင်းတဲ့အလုပ်ကရသွားနိုင်တာဒါမှမဟုတ်လေအလုပ်သိပြောင်းသွားတာမျိုးကိုတွေ့ရပါတယ်ဒီမှာ The Fool ဆိုတဲ့အတွက်ဒီလူကပေါ့ပါပဲအလုပ်ကိုင်းတစ်ကိုပြောင်းသွားတယ်ပြောရှင်သူ့မှာဒီကြံခဲ့တဲ့အလုပ်ကိုထားခဲ့ရလို့ဆိုတာမျိုးမရှိဘူးအခုရလာမဲ့အလုပ်တစ်ကိုပဲပြောပါပဲတည်ရမှာပြောရှင်ပဲသွားတယ်ပေါ့နော်ပြောင်းသွားတယ်ဆိုတာမျိုးတွေ့ရပါတယ်ဆိုတော့ပြောရလို့ရှိရင်ဒီပိုင်3လေးနဲ့ပိုင်3လေးတွေအနေနဲ့ပိုင်3လေးအနေနဲ့ပေါ့နော်ဒီ9လပိုင်းမှာပေါ့နော်ကိုကဒီအလုပ်တစ်ပေါ့နော်ဒီကိုကိုခွင့်လန်းနေအများကြီးလာပေးတာဖြစ်တဲ့အတွက်ကြောင့်ကိုတို့လည်းတကယ်ကိုဘယ်လိုပြောမလဲတန်မိုးပေါ့နော်ကိုတို့လည်းတကယ်ကိုအကျိုးဖြစ်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့အေးစစ်စစ်ပဲအလုပ်တစ်ဒါမှမဟုတ်လည်းဒီကလန်မှုအစ်နောက်ကိုလိုက်သွားတာမျိုးတွေ့ရပါတယ်ပြီးတော့လက်ထဲမှာပန်းလေးကင်ထားတာဖြစ်တဲ့အတွက်တကယ်ကိုအဲ့လောက်ကဖို့အတွက်အောင်မြင်မဲ့အရာဆိုတာမျိုးကိုလည်းတွေ့ရပါတယ်ဆိုတော့ခုနပြောလို့ဒီ overall အနေနဲ့ကတော့ကောင်းပါတယ်ကိုအနေနဲ့ပေါ့နော်ဒီ strength ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဒီပေါ့နော်ကိုယ့်ဘောကောင်းတဲ့လူမကောင်းတဲ့လူစသဖြင့်အဲ့လိုပေါ့နော်ပြီးလို့ရှိရင်ကိုယ့်အတွက်ကောင်းတဲ့လူမကောင်းတဲ့လူအဲ့ဒါတွေအကုန်လုံးကိုကတေချာလေးထိန်းချုပ်နိုင်တယ် control လုပ်နိုင်တယ်ဘယ်လက်ညီအောင်လုပ်နိုင်တယ်စူးစမ်းနိုင်တယ်ဆိုတာမျိုးတွေ့ရတယ်ပြီးလို့ရှိရင်ကိုယ့်အတွက်ဆိုလို့ရှိရင်ဒီတစ်လလုံးဟာပြောလို့ရှိရင်ငွေကြေးအခွင့်အလမ်းနေပြီးလို့ရှိရင်ပေါ့နော်ငွေကြေးနဲ့ပတ်သက်တယ်ပေါ့နော်တချို့ဘယ်လိုပြောရမလဲဆိုတော့ဒီလာပြီးတော့ကန့်လန့်တဲ့လူတွေအဲ့လိုပြီးလို့ရှိရင်ငွေကြေးတွေလောက်ကင်တစ်တွေစသည်ဖြင့်ပေါ့နော်ကိုတကယ်တဘွားမှာတစ်ခါမှရမယ်လို့မထင်ထားတဲ့အရာတွေတောင်မှအဲ့လိုလာပြီးတော့ကန့်လန့်တာမျိုးအဲ့လိုကိုကအဲ့လိုအလောက်ရှောက်ဖို့ဖြစ်လာတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်ကိုကတရပဲအဲ့ဒီအလုပ်တစ်ကိုသွားလိုက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရပါတယ်ဆိုတော့အဲ့အလုပ်တစ်ကလည်းအောင်မြင်မဲ့အလုပ်တစ်တစ်ခုဖြစ်သွားပါတယ်ဆိုတော့နာပြောလို့ဒီ overall energy ကတော့အရင်ကောင်းပါတယ်ဆိုတော့ by 3လေးတွေကိုအရင်အားကျနေပါပြီပိုင်3လေးတွေရဲ့9လပိုင်းကျမကြီးကိုဟောပေးတော့မှာဖြစ်ပါတယ်။ကျမကြီးအနေနဲ့ကတော့ဘယ်ပြောရမလဲဆိုတော့ကိုယ့်ရဲ့လုပ်တဲ့အရာနဲ့ကိုပေါ်မှုတည်ရပေါ့နော်။ကိုလုပ်တဲ့အရာပေါ်ကိုကပြန်ပြီးအကျိုးသက်ရောက်မှုရှိနေရပါတယ်။proposal မျိုးလဲဆိုတော့ကိုကျမကြီးကိုဂရုစိုက်မယ်ဆိုလို့ရှိရင်တော့ကောင်းလာနိုင်ပြီးတော့ကိုကျမကြီးကိုဂရုမစိုက်ဘူးဆိုလို့ရှိရင်တော့အဲ့လိုသူများတကာနဲ့တိုက်ခံဖြစ်ရလာအောင်သူများတကာညှို့ညင်ရလာအောင်အဲ့လိုမျိုးပေါ့နော်။အဲ့လိုကျမကြီးနည်းနည်းလေးပေါ့နော်ထိခိုက်ဖြစ်တတ်တယ်ပေါ့နော်။ဒီမှာ
မှာဆိုရှင် Ace of Cups Page of Pentacles ပြီးလို့ရှင်ဒီမှာ Four of Swords ပြီးတော့ Judgment ကကြပါတယ်ပြောလို့ရှိရင်တော့ကိုယ့်ရဲ့ကိုယ်ဆောင်နှက်တို့လို့ကိုယ့်ရဲ့စောင့်ရှောက်တွေကတော့ကျမကြီးကောင်းအောင်လို့ blessing တွေပေးနေတာမျိုးတွေ့ရပါတယ်ဒါပေမဲ့အဲ့ဒီအရာကိုယူနိုင်မှုမယူနိုင်မှုကလည်းကိုယ့်ပုံမှာအများကြီးမူတည်ပါတယ်ကိုကငါကျမကြီးကောင်းပါတယ်ဆိုပြီးတော့ကျမကြီးအထီးကိုက်စီတဲ့အလုပ်တွေလုပ်တယ်မတည့်တာတွေစားတယ်ကိုကဂိမ်းမဆိုင်ဝေးရမှာသွားတယ်အဲ့လိုထီးမိကိုသွားအောင်စသဖြင့်အဲ့လိုမျိုးဂိမ်းမဆိုင်ဘူးဆိုလို့ရှိရင်တော့ခုနပြောတဲ့ကျမ်းမာနေတဲ့ဟာတောင်မှမကျမ်းမာဖြစ်သွားတတ်ပါတယ်ဆိုတော့ကိုရဲ့လောက်ကင်ကိုရဲ့လောက်ကင်မှုပေါ်မှာအများကြီးသက်ဆိုင်ပါတယ်ပေါ့နော်ဒီမှာ Ace of Cups နဲ့ Page of Pentacles အရာဆိုလို့ရှိရင်ကိုအနေနဲ့ဒီကျမ်းမာရေးကိုပေါ့နော်အစာပိုင်းကတော့အဲ့လိုမျိုးဂရုမစိုက်တာမျိုးတွေရှိရဲဆိုလို့ရှိရင်တော့နောက်ပိုင်းအနေနဲ့ပေါ့နော်ကျမ်းမာရေးကိုအရေးတကြီးကြည့်နေတာမျိုးပေါ့နော်ပြီးလို့ရှိရင်ဘယ်လိုပြောမလဲဆိုတော့ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ငွေရထွက်တတ်တယ်လေအဲ့တော့ငွေမထွက်အောင်လို့ဆိုပြီးတော့အဲ့လိုကျမ်းမာရေးကိုအဲ့လိုမျိုးဘယ်လိုပြောရမလဲဆိုတော့နောက်ပိုင်းစောင့်ရှောက်ဖြစ်တယ်ပေါ့နော်နောက်ပိုင်းနေစောင့်ရှောက်ဖြစ်တာမျိုးတွေ့ရတယ်ပေါ့နော်အဲ့ဒါအတွက်ကြောင့်ဒီ Ace of Cups အရာဆိုလို့ရှိရင်နောက်ပိုင်းမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဒေါင်းမီဖြစ်လာရပေါ့နော်ဒါပေမဲ့တခုတတိထားမိရမှာပေါ့နော်ကိုကနည်းနည်းတွေးလွန်တတ်တဲ့လူမျိုးထင်တယ်ပေါ့နော်ဆိုတော့ဒီကျမ်းမာရေးမှာကိုကတည်ရမလားငါဒါမကျမ်းမာလို့ရှိရင်ငွေကြေးအတွက်အရန်စိတ်ပူရမှာငါဆက်နေကုန်မှာပေါ့ဆိုတော့ဒီစိတ်ကိုအရင်မထားပါနဲ့တဲ့သူပြောချင်တာပေါ့နော်အဲ့ဆိုလို့ရှိရင်တကယ်တမ်းကိုဒါကြီးချောင်းဆိုတေးလေးဖြစ်ရင်တော့ဆန့်ကုန်တော့မှာပဲဆိုပြီးစိတ်ဆင်းရဲတော့ကြတော့ဘယ်လိုပြောလဲကိုယ့်ရဲ့ကျမ်းမာရေးကိုပိုထိရပေါ့နော်အဲ့လိုပုံစံကိုပြောချင်တာဆိုတော့ပေါ့နော်ကိုကဘလောက်ပဲကျမ်းမာမှာအဓိကကိုတွေးနေရအတွေးရတဲ့အရေးကြီးသလိုကိုဂယူးဆိုင်ခြင်းမဂယူးဆိုင်ခြင်းရတဲ့အရေးကြီးတယ်အဓိကကျမ်းမာရေးကပို့ပြီးတော့အရေးကြီးရငွေကြေးရအဲ့လောက်ထိအရေးကြီးပေါ့နော်အရေးကြီးဆိုတာဒီလိုမျိုးပေါ့နော်လုံးဝအရေးကြီးတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ကျမတို့အတွက်ကုန်တင်နေဆိုရှင်တော့ကုန်လိုက်အဲ့လိုမျိုးပဲညာဟာဒါကြောင့်ကုန်သွားပြီဆိုစစ်စင်းရဲနေလို့ရှင်ကိုယ့်ရဲ့စိတ်ပေါ့နော်ကိုယ့်ရဲ့ကျမကြီးဟာနှစ်ဆပို့ပြီးတော့ဆိုးတတ်တယ်ပေါ့နော်ဆိုတော့ overall ရပြောရလို့ရှင်ပေါ့နော်ဒီအတက်နိုင်ဆုံးတော့ကိုယ့်ရဲ့ဒီ net တွေဘာတွေပေါ့ကိုအဲ့လိုစောင့်ရှောက်တွေကတော့ကျမကြီးကောင်းအောင်လို့ပေါ့နော် blessing တွေပေးနေတယ်ဒီຢာကိုလည်းကိုယ်လက်ခံထားဒါပေမဲ့ကျမကြီးကောင်းတယ်ဆိုပြီးတော့ပေါ့နော်ကျမကြီးကိုခင်းမဆိုင်တာမျိုးတွေအစားအသောက်ကိုစင်ပြေလို့စားတာမျိုးတွေမလုပ်ပါနဲ့တက်နိုင်တော့ပေါ့နော်သူများကဟဲဟိုဟာလေးသွားစားမယ်လားလေးအဲ့လိုပုံစံမျိုးပေါ့နော်သူများကသွားစားတဲ့နောက်တွေမလိုက်ပါနဲ့ပေါ့နော်အခုက brave ပေါ့နော်ဒီဆိုင်ကြီးကစားပြီးတော့အဲ့လိုကြွချီဘာညာကြောင့်တည်ရဆိုတဲ့တည်နေရှိတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်တက်နိုင်တော့လို့အပီနေပိုင်းငါစားတာကိုလျှော့ပါသူများကခေါ်တိုင်းလည်းအရင်တော့မစားပါနဲ့ဆိုတော့ကျမရုပ်ပုတ်ပြဆိုင်ပါနောက်ဆုံးဖြစ်တဲ့ဖိုင်သွေးတွေအတွက်9လပိုင်းလူမှုရေးကိုကြည့်ပေးမှာဖြစ်ပါတယ်။9လပိုင်းလူမှုရေးအရာဆိုလို့ရှိရင်ကိုကပေါ့နော်ဒီလူတွေကြားထဲမှာပေါ့တချို့အကြောင်းအရာလေးတွေကြောင့်လုံးလေးဖြစ်နေတာပေါ့နော်အဲ့လိုမျိုးမြင်ရတယ်ဒီမကတွေအကုန်လုံးကစီလုံးပေါ့နော်အတူတကွလှုပ်ဆောင်နေတဲ့အချိန်မှာကိုတယောက်တည်းဖြစ်နေတာမျိုးပေါ့နော်နည်းနည်းအဲ့လိုကိုပေါ့နော်ဒီဖိထင်မှုနဲ့ပေါ့နော်လူတွေကငါနဲ့မပါဘူးငါလူတွေနဲ့စကားပြောလို့မရဘူးငါဆိုလို့ရှိရင်လူတွေစကားပြောလို့ရှိရင်ဖယ်ကျင်သွားတာစသဖြင့်ပေါ့နော်ကိုအတွေးပြီးတော့စိတ်တိကိုက်နေတာမျိုးတွေရှိတယ်ပေါ့နော်ဒီ9လပိုင်းမှာပြီးလို့ရှိရင်ဒီ hybrid set နဲ့ပေါ့နော်ခင်တော့ဆိုအရာဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ intuition ကိုသုံးပါပြောလို့ရှိရင်ကွာငြိမ်တဲ့နေရာမှငြိမ်လိုက်တယ်ဒါဟာအပြစ်တစ်ခုမဟုတ်ဘူးဒါသူတို့နဲ့ကိုအစင်မပြေလို့နောက်ပိုင်းမပြောပြတော့ဘူးဒါဘာမှမဖြစ်ဘူးအစင်မပြေတာအစင်မပြေတဲ့အရာကိုအစင်ပြေအောင်လုပ်လို့မရအောင်မကိုက်ညီတဲ့လူတွေနဲ့လည်းအတင်းကိုက်ညီအောင်ဆိုပြီးတော့ဟန်ဆောင်ပေါင်းလို့မရအောင်ဆိုတော့ကိုနဲ့ဒီလူတွေနဲ့မကိုက်ညီဘူးဆိုလို့ရှိရင်just let it go တည်ရမလားဒီအရာကိုလက်လွတ်လိုက်ကိုလို့ဆရာရှိရလို့ကိုပြန်တွေးငါလုံးနေရာတွေကပန်နေတည်ရမလားငါ့ရဲ့ intuition ရလောက်တာပဲဆိုတော့တခါလေးမှငင်းခံနေကြမလို့ဘူးခါလေးမှကိုကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးပြောလို့ရတယ်အဲ့ဒီကတချို့လူတွေဆိုရှင်ပြည့်ပြည့်သားသားလို့တချို့လူတွေကပေါ့နော်ငါကိုကိုဖယ်ကျင်ထားတာကိုတည့်ရမှာဂယုမဆိုင်တာမရှိသလိုထားတာဆိုရှင်အဲ့လူတွေကိုဖယ်ကျင်ပလိုက်အဲ့လူတွေကိုစပြီးတော့ဖြတ်တောက်ပလိုက်အဲ့လိုမျိုးတွေပေါ့နော်ဆိုတော့ဒီမှာဆိုရှင်ဒီ hybrid set မှာဆိုရှင် hybrid set ကဘယ်လိုမျိုးလဲဆိုတော့သူကဒီပေါ့နော်စားလေးတစ်ခုကင်ထားတယ်ဒီမှာလည်းအဖြူမဲပေါ့နော်ဆိုတော့အဲ့တိုင်းဆိုရှင်ကိုယ့်ရဲ့ဒီစိတ်ကိုအတက်နိုင်ဆုံး ground ဖြစ်အောင်လို့တည်ငြိမ်ဖြစ်အောင်လို့ပေါ့စိတ်ကိုတည်ငြိမ်အောင်လို့အဓိကကို့မှာဘာလုပ်အောင်လဲဆိုတဲ့အကြောင်းအရာကို့မှာရှိပြီလားအဲ့ဒီအရာကိုကတတိမထားမိတာပြောရင်မဖတ်ထားဘူးဆိုတော့ကိုယ့်စိတ်ကိုဖတ်မထားတာငါဘာလုပ်ချင်လဲဆိုတဲ့အရာကိုမသိထားတာမျိုးကြောင့်ကိုကတခါကြလို့ရှိရင်ငါအထီးကျန်နေတာသူများတကငါ့ကိုဖတ်မလုပ်ဘူးဆိုတဲ့ဟာမျိုးဖြစ်နေတာဆိုတော့သူများတကကိုကိုဖတ်မလုပ်တာမဟုတ်ဘဲနဲ့သူတို့နဲ့ကိုနဲ့ကအဆင်မပြေတော့တာပြီးရင်ကိုက်ညီမှုရှိတော့တာပေါ့နော်ဆိုတော့ခုနပြောလို့သူတို့ပေါ့နော်ကိုမပါဘဲနဲ့လုံနေတာကိုပါဘဲနဲ့သွားကြတာကိုမပါဘဲနဲ့လဲကြတာစကားတွေပြောနေကြတာမျိုးဆိုရှင်
ထားလိုက်ဒီကဘာလဲဆိုသူတို့တော့အဲ့လိုလုံးနိုင်တာပဲကိုလည်းပြက်သားပဲလှုပ်ချလိုက်လို့ကိုလာပြီးတော့ပေါ့နော်မကောင်းပြောလို့ရှိရင်လည်းပြက်သားပဲပြန်ပြောလိုက်ဒီရောက်မြင်ခံနေကြအကြောင်းမရှိဘူးတက်နိုင်လို့ရှိရင်ပေါ့နော်တခြားလူတွေစီကိုတခြားပေါ့နော်တကယ်ချင်းသိရှာမယ်ဆိုလည်းရှာလိုက်တခြားအတိမိတ်ဆွေရှာမယ်ဆိုလည်းရှာပလိုက်ပေါ့နော်ဒီလိုကောင်းတဲ့လူတွေမှာအချိန်ကုန်ခံနေပေါ့နော်ပြောချင်တာပေါ့နော်Hello ပိုင်း4လေးမင်္ဂလာပါဒီနေ့မိမိကပေါ့နော်ပိုင်း4လေးရဲ့9လပိုင်း overall energy အချစ်ရေးပြီးတော့မွေးကြေးအလုပ်ကိုင်လူမှုရေးနဲ့ပညာရေးလူမှုရေးနဲ့ sorry ကျမကြီးကိုဟောပြတော့မှာပါတယ်ဆိုတော့ပထမဆုံးဒါတွေမဟောကေမိမိကြညာကြလေးရှိပါတယ်ဒါကတော့မိမိနဲ့ energy ကြိုက်တယ်မြင့်စီမှာတာတော့ဟောချင်တယ်ဆိုလို့ရှိရင်မိမိရဲ့ဒီ Facebook chat ဒီပေါ့နော် YouTube channel description မှာပေါ့နော်မိမိရဲ့ Facebook page နာမည်ပြီးရှင်မိမိရဲ့ Telegram account ထည့်ထားပါတယ်ဒါမြင်ချင်လို့ရှင်မေးလို့ရပါတယ်ဒီ spicy ကြလို့ရှိရင်လည်းမိမိစီမှာ develop package ရှိပါတယ်ပြီးလို့ရှိရင်ဒီ sub journey တော့ပေါ့နော် sub journey အဲ့ရတဲ့အကျိုးပေါ့နော်ရှိနေတယ်ဒီ package လေးလည်းရှိပါတယ်ပြီးလို့ရှိရင်ဒီမိုးရသည့်ထိုးစီစဉ်နေပေါ့နော်ကြက်ရမေးကုန်း9ခုကိုဈေးသက်သာစွာနဲ့မိနိုင်တဲ့ package လေးလည်းမိမိစီမှာရှိပါတယ်ဆိုတော့ဒီຢာတွေကမိနဲ့တကယ်လို့ကိုက်ညီခဲ့ဆိုလို့ရှိရင်ဒါမေးလို့ရမယ့်ຢာတွေပါဆိုတော့ပထမဆုံးအနေနဲ့ပေါ့နော်ဒီမိမိပိုင်4လေးတွေကိုဒီ9လပိုင်း overall energy လေးပြောပြပေးပါမယ်ဆိုတော့ပိုင်4လေးရဲ့ဒီ9လပိုင်း overall energy ကတော့6 of pentacle ဖြစ်ပါတယ်6 of pentacle အရာဆိုလို့ရှိရင်ဒီပိုင်4လေးအနေနဲ့တကယ်ကိုပေါ့နော်ဒီလမှာအချိုတွေအများကြီးစားပြစ်နေတာအဲ့လိုမျိုးเนาะအချိုတွေအများကြီးစားပြစ်နေတာပြလို့ရှိရင်တန်းကိုကကြတော့အဲ့လိုကလေးလေးနဲ့ချိန်ဖြုံးတာမျိုးဒါမှမဟုတ်လည်းအဲ့လိုပေါ့နော်ကလေးနဲ့စော့တာတို့အဲ့လိုပုံစံမျိုးပေါ့နော်ပြလို့ရှိရင်နောက်တစ်ခုကပါလဲဆိုတော့အဲ့လိုကိုယ့်အတွက်ပေါ့နော်တငယ်ချင်းတွေနဲ့တငယ်ချင်းတွေပေါ့နော်ကိုယ့်ရဲ့တငယ်ချင်းတွေနဲ့ဟိုအချိန်ကုန်နေတာမျိုးတို့အဲ့လိုမျိုးပေါ့နော်တငယ်ချင်းတွေနဲ့တော်တော်ဟိုအနီးနီးကပ်နေတာမျိုးတွေ့ရပါတယ်ပြီးလို့ရှိရင်ပေါ့နော်နောက်တစ်ခုကကြတော့ဒီလိုလက်ဆောင်ပစ္စည်းရလည်းမြင်ရရပေါ့နော်တကြားလုံးရတာဒါမှမဟုတ်ပန်းစည်းရတာအဲ့လိုမျိုးလည်းမြင်ရပါတယ်ဒါကတော့ဒီပေါ့နော်ဒီ9လပိုင်းအတွက်ဒီပိုင်ဖိုးလေးတဲ့ overall energy ဖြစ်ပါတယ်ပိုင်ဖိုးလေးတွေရဲ့ပေါ့နော်အခြေရေးကိုပြပြပေးသွားပါမယ်အခြေရေးအနေနဲ့တော့ဒီမှာဆိုလို့ရှိရင် Queen of ခံတဲ့ the hybrid set ပြောလို့ရှိရင်တော့အခြေမှာအဲ့လိုလူကြိုက်များရလို့လူချစ်လို့ခင်ပေါ်တာမျိုးတွေ့နေရပါတယ်ဒါပေမဲ့နောက်တစ်ခါ popular ဖြစ်နေတဲ့ပုံစံမျိုးလည်းမြင်ရပါတယ်မှာ Queen of ခံတယ်ပေါ့နော် Queen of 1ရဆိုလို့ရှိရင်တကယ်ကိုဘယ်လိုပြောမလဲဆိုတော့ဒီလူတွေကြားထဲမှာထင်းထွက်ပြီးတော့တကယ် idol တယောက်လို့ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒီယောက်ျားလေးဒါမှမဟုတ်လို့ကိုပေါ် attract ဖြစ်တဲ့လူပေါ့နော်ကို attract ဖြစ်တဲ့လူဟိုမှာပေါ်ကဟိုLGBT တွေကဆိုလို့ရှိရင်အဲ့လိုပေါ့နော်ဟို LGBT တွေထဲမှာဟိုကလူကြိုက်များတာမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရပါတယ်ပြီးလို့ရှိရင်နောက်ဒီမှာက7 of pentacle ရဆိုရှင်အဲ့လိုမျိုးเนาะဒီဟိုလက်ဆောင်ပစ္စည်းလေးပေးတာတခြားလုံးကျွေးတာပြီးလို့ရှိရင်နောက်တစ်ခုဆိုရှင်ဒီကိုချစ်ခင်တဲ့သဘောကြလေးများတာကိုဘာလို့သဘောကြတာအဲ့လိုမျိုးတွေ့ရပါတယ်ပြီးလို့ရှိရင်ဒီမှာဆိုရှင်ဖေချောခပ်ပေါ့နော်ဖေချောခါဖေချောဖိုးရှင်းလို့ရေးထားတယ်ပေါ့နော်ဖေချောဖိုးရှင်းလို့ရေးထားတယ်ဖေချောခပ်ဆိုပြောလို့ရှိရင်ဒီလမှာเนาะဒီလအတွင်းမှာဆိုရှင်ကိုအချင်းနဲ့ပတ်သက်ပြီးတော့တခုခုကိုတွေ့သွားတာမျိုးမြင်ရတယ်ပေါ့နော်တွေ့သွားရဲဆိုတော့ဥမာကိုကအရင်တော့အဲ့လိုနာမည်မကြီးဘူးအဲ့လို popular လည်းမဖြစ်ဘူးကိုလူကြိုက်လည်းမများဘူးဒါပေမဲ့ရုပ်တက်ပေါ့နော်အဲ့လိုကိုကအဲ့လို popular ဖြစ်သွားတာအဲ့လိုကိုတတိထားမိတဲ့အကြောင်းအရာတစ်ခုခုပေါ့နော်အဲ့ဒါကိုလှုပ်လိုက်မိတာအဲ့လိုຢာမျိုးပေါ့နော်ဥမာကိုကအဆိုတော်ဆိုလို့ရှိရင်လည်းနာမည်ပိုကြီးလာတာပေါ့နော်အဲ့လိုဖိုင်ဖိုးလေးအနေနဲ့ပေါ့နော်အဲ့လိုမျိုးပေါ့တယောက်ကကိုရှာဖွေတွေ့သွားတာသူက talent များရှိပါလားသူကသူ့အတန်လေးရပေါ့နော်သူ့ရဲ့အတန်လေးက max logical ဖြစ်ပါလားအဲ့လိုပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုလေးတွေ့ရပါတယ်ဆိုတော့ခုနပြောလို့ဒီဖိုင်ဖိုးလေးအနေနဲ့ကဒီ9လပိုင်းမှာလူကြိုက်များနိုင်တယ်ပြီးတော့ပိုင်း4လေးကအနုပညာလောက်ကိုလုံနေရတဲ့နိုင်နေပေါ့နော်ပြီးလို့ရှင်လက်ဆောင်ရတာမျိုးကိုကထင်ပေါ်ကြော်ကြားလာတာမျိုးပြီးလို့ရှင် influence လုပ်နိုင်တာမျိုးလူတွေကလည်းကိုယ်အားပေးလာတာမျိုးအဲ့အတွက်ကြောင့်မလို့ဒီယောက်ျားလေးတွေကလည်းအဲ့လိုပဲပေါ့နော်ယောက်ျားလေးတွေကလည်းဟာဒါမှမဟုတ်လည်း make လေးဖြစ်ဖြစ်အဲ့လို LGBT ဆိုလို့ရှင်ပိုးရဲ့ attract ဖြစ်တဲ့ပေါ့နော်အဲ့လိုလူတွေကနေပြောပေါ့နော်ဒီလူကအရန်ကိုတော်တာပဲဒီလူကအရန်ကိုငှတာပဲဒီလူကအရန်ကြိုက်ချင်ကောင်းတာပဲစသဖြင့်အဲ့လိုမျိုး attract ဖြစ်နေတာကိုတွေ့ရတယ်အဓိကရေးသားရမယ်မရတော့ထက်စားလို့ရှိရင်လူကြိုက်များနေတာကိုတွေ့ရပါတယ်ဆိုတော့လူကြိုက်များတယ်လူတွေအကုန်လုံးဟာဒီကောင်မလေးကအရန်ရွေးချယ်ကျင်ကြာကောင်းနေစသဖြင့်အဲ့လိုမျိုးတွေ့ရပါတယ်ပိုင်4 day အနေနဲ့ပေါ့နော်တစ်လလုံးလုံးဝလက်ဆောင်နေရလိုက်လူတွေကကိုယ်အထင်ကြီးလိုက်အားပေးလိုက်အဲ့လိုလူချစ်လူခင်များလိုက်အဲ့လိုမျိုးနဲ့အဲ့လိုလဲနေမဲ့လာမျိုးဖြစ်ပါတယ်ဆိုတော့ဒါကောင်းတဲ့ energy လေးလည်းဖြစ်ပါတယ်ပေါ့နော်
အချစ်ရေးပြီးပြီဆိုတော့ခုနစ်လပိုင်းဒီဘိုက်ဖိုးလေးရဲ့ငွေကြေးလောက်ကန်ဟောပြတော့မှာဖြစ်ပါတယ်။ငွေကြေးလောက်ကန်ရဆိုလို့ရှိရင်ကိုကလေအလောက်ကန်မှာဆိုလို့ရှိရင်ဟိုတဲ့နေတာမျိုးပြောရှင်ဒီအလောက်ကလူတွေနဲ့စီစီလုံးလုံးနဲ့သိရမလားအဲ့လိုဖန်ဖြစ်တဲ့ပွဲတွေတက်တာတို့အဲ့လိုခရီးတွေသွားတာတို့အဲ့လိုမျိုးပေါ့နော်ခရီးမသွားပြည့်ရင်တော့မှအဲ့လိုပွဲတွေတက်တာတို့ဒါမှမဟုတ်ရုံးမှာဆိုလို့ရှိရင်လည်းအဲ့လိုပေါ့နော်အဲ့လိုဒီပွဲလေးတွေလောက်တာဒါမှမဟုတ်စားကြတောက်ကြအဲ့လိုမျိုးပေါ့နော်အဲ့လို fan ဖြစ်တဲ့ຢာလေးတွေလောက်တာမျိုးမြင်ရတယ်ပြောရှင်အလုံးမှာဆိုရှင်တယောက်နဲ့တယောက်လို့ချစ်ချစ်ခင်ခင်နေကြတာမျိုးတွေ့ရတယ်ပေါ့နော်ပြီးရင်ဒီမှာဆိုရှင်လည်းအဲ့လိုတယောက်နဲ့တယောက်ကဘယ်လိုပြောမလဲဆိုတော့ဒီအဆက်အသွယ်လေးတွေပေါ့နော်အဲ့လိုဟဲဒီမှာဒီလောကအဆင်ပြေတယ်ရင်သွားလောက်လိုက်ပါလားစသည်ဖြင့်အဆက်အသွယ်လေးတွေကိုညွှန်ပေးတာမျိုးဒါမှမဟုတ်လဲကိုယ့်စီကိုအဆက်အသွယ်ကောင်းမြန်ရောက်လာတာမျိုးအဲ့လိုအလုပ်ကိုင်နေပတ်သက်ပြီးအဲ့လိုမြင်ရရပေါ့နော်ပြောရလို့ရှိရင်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ဒီမှာတလဘာဖြစ်တဲ့အတွက်ဒီအလုပ်မှာပေါ့နော်ရီးစားရသွားတာတို့အလုံးမှာရီးစားစကားပြောခံရတာတို့အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီမှာ Ace of Cups ပေါ့နော်Ace of Cups ပြရဆိုလို့ရှိရင်တော့ဒီအောက်မှာလည်းဒီ Empress ဆိုတဲ့အတွက်ကြောင့်မို့လို့ကိုကပေါ့နော်ဘယ်လိုပြောရမလဲဆိုရင်ခုနပြောတဲ့ဒီအလောက်ကင်မှာနော်အလောက်ကင်မှာကိုယ့်ကိုလူချစ်လို့ခင်ပေါ်တယ်ကိုယ့်ကိုဒီအဆက်အသွယ်တွေနဲ့သူတို့ကဆက်ပေးတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီအဆက်အသွယ်တွေကလည်းကိုယ့်စီတာတာတို့အလောက်ကနေကြီးစားရသွားတာတို့ဒါမှမဟုတ်အလောက်ကနေပြီးတော့ကြီးစားလာရတာတို့အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ Ace of Cups နဲ့ဒီ The Empress နဲ့ဆိုလို့ရှိရင်ပေါ့လုံးဝဒီအလောက်ကင်မှာဆိုကိုယ့်ကိုအထင်ကြီးကြတာပေါ့နော်အထင်ကြီးရချစ်တယ်ပြီးရင်ကိုကပေါ့နော်ဒီဘာလုံးမဆိုပေါ့အရင်ရင်းမနေပဲနဲ့အလုပ်မှာပျော်နေတဲ့အတွက်ကြောင့်ဒီအလုပ်ကိုတေချာလေးလုပ်နိုင်တယ်ဆိုတဲ့ပုံစံပေါ့နော်အသစ်တွေလုပ်ရမယ်ဆိုလည်းရတယ်လုပ်တယ် challenge အနေနဲ့လုပ်တယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့အလုပ်မှာဆိုရှင်ပျော်ပျော်ရွှင်ရွှင်ပဲကွာလုပ်မှာဆိုပျော်ရွှင်ပဲတနေ့တာလေးတွေတင်တယ်အဲ့လို Facebook မှာပေါ့နော်တနေ့တာလေးတင်တယ်ဘလို့ပြောအကြောင်းတင်တယ်စသဖြင့်ပေါ့နော်တစ်လလုံးအနေနဲ့ကိုဟာပြောဖို့ကောင်းတယ်ဝေးကြီးလဲဘယ်လိုပြောမလဲဆိုတော့ခုနပြောလို့အရမ်းမခွေရင်တော့မှကိုကပျော်တယ်ပေါ့နော်အဲ့လိုကိုအလုံးစင်ပြင်းနေတဲ့အတွက်ကြောင့်ဝေးကြီးရတော့လို့ဝင်တာထက်စားလို့ရှိရင်အလုံးမှာရမ်းစင်ပြင်းနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့အလုံးစင်ပြင်းနေရဆိုလို့ရှိရင်တော့ကိုကပျော်တယ်ပေါ့အဲ့လိုမျိုးအလုံးတွေခုနပြောလို့အလုံးတစ်တွေရမယ်အဲ့လိုမျိုးဆိုတော့ဝေကတော့ဝင်နိုင်တယ်ပေါ့နော်ဝင်နိုင်အောင်နောက်ဝင်လာနိုင်ဖို့အတွက်အခွင့်အလမ်းရှိရပေါ့နော်ဆိုတော့ပြောချင်တာကဒီခုနလပိုင်းတလလုံးခုနလပိုင်းတလလုံးဘိုင်ဖိုးလေးအနေနဲ့ကန်ကောင်းမယ်ပေါ့နော်ကန်ကောင်းမယ်အရန်ပျော်အောင်နဲ့ဒီပေါ့နော်ဒီငွေကြေးအလုပ်ကိုင်းမှာအရန်ပျော်ရမယ်အလုပ်ကလူတွေနဲ့အရန်ကိုတဲ့တယ်ပေါ့နော်တဲ့တယ်အလောက်ကလူတွေကတယောက်နဲ့တယောက်ပေါ့နော်တဲ့ပြီးတော့ပျော်ရွှင်ရွှင်ရှိတယ်ပြမရှိတယ်အဲ့လိုတခုဆိုရှင်ကိုနဲ့တင်တော်မအရာတွေမိတ်ဆက်ပေးတယ်အဲ့လိုမျိုးပေါ့နော်ကိုအနေနဲ့ကလည်းပျော်ရွှင်မဲ့ဖြတ်တန်းနေရုပ်မှာဆင်ပြေနေပြီဆိုတော့သိရမလားသူ့ရဲ့ဒီတနေ့တာလုံးကအရန်စိတ်ကြီးတယ်အဲ့လိုပုံပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ဒီ 5-4 လေးတွေအနေနဲ့ပေါ့နော်ကြိုက်တဲ့လုပ်ကူလာခဲ့အဓိကအကျုံးမှာကြော်တဲ့အတွက်ကြောင့်အလုပ်လုပ်ရမှာလည်းအပြင်းဆိုတဲ့ပုံစံမျိုးတွေ့ရပါတယ်ဆိုတော့ဒါကတော့ဒီခုနလပိုင်းအတွက် by4 လေးတွေအလုပ်ကိုင်းငွေကြေးချင်နေလေးပါby4 လေးတွေရဲ့ဒီခုနလပိုင်းကျမ်းမာရေးကြတော့ဆရာဝန်တွေပိုင်းနဲ့တော့ပြရမယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ပြောရှင်အရင်တုန်းကအကျွင်းကြံလက်ကြံယောဂါတွေပြက်ပေါ်လာတာတို့လည်းဖြစ်နိုင်သူနောက်တစ်ခုကဘယ်လိုပြောမလဲဆိုတော့အပူရှက်တာအဲ့လိုမျိုးအေးမိတာစသည်ဖြင့်ယာတီနဲ့ဆိုင်နဲ့ပေါ့နော်ယာတီနဲ့ဆိုင်နဲ့ယောဂါလေးဖြစ်တတ်ပါတယ်အဲ့အတွက်ကြောင့်ဆရာအဲ့လိုဆရာဝန်ရဲ့ပြောစကားကိုနားထောင်ပြီးတော့အဲ့လိုစေးတောက်ရတာအိမ်မနေရအနားယူတာအဲ့ဒါမျိုးတွေ့ရပါတယ်ပြီးလို့ရှိရင်ဒီမှာ Two of Cups နဲ့ The Emperor ဖြစ်တဲ့အတွက်ကြောင့်မလို့အဓိကဘယ်လိုပြောမလဲဆိုတော့ဒီကျမ်းမာရေးမှာဆိုလို့ရှိရင်တခါကြလို့ရှိရင်ပေါ့နော်ဒီဆရာများသားသေးတာဖြစ်တယ်ပေါ့နော်ဟိုလူကဒီစေဒီလူကဒီစေအဲ့လိုမလုပ်ပါနဲ့အဓိကကိုအတွက်တကယ်ပြောင်းမဲ့စေတူတဲ့ကိုပဲတောက်ပါအဲ့လိုစေဟာဟိုလူကညှို့လို့ဒီစေတောက်ပြန်ဒီလူကညှို့လို့ဒီစေတောက်ပြန်ဟုတ်ဖ ೇನೆ တကယ်ကိုမကိုက်မှာပဲနောက်စေတစ်ခုကို try ကြည့်အဲ့လိုပေါ့နော်ဆိုတော့ဆရာများသားသေးတတ်တယ်ပြီးတော့ဒီကျမ်းမာရေးမှာဆိုရှင်ခဏပြောလို့ဒီလိုတေးမွားလေးတော့ဖြစ်တတ်တယ်။ရာသီတုပ်ကွေးအပူရှက်တာတွေဖြစ်တတ်တယ်။စေကန်းတော့ပြရတတ်တယ်။ဒါပေမဲ့ခုနပြောလို့ဟိုလူကညှို့ပေးလိုက်ဒီလူကညှို့ပေးလိုက်နဲ့အဲ့လိုမျိုးဆရာလုပ်တဲ့လူတွေတော့များနေငယ်။အဲ့တော့တစ်ခုဆိုတစ်ခုတောက်ပါနှစ်ခုလုံးတောက်တယ်ဆိုလို့ရှိရင်အမှကျမကြီးကပိုဆိုးွားနိုင်ငယ်ဆိုတော့ကိုကဒီတစ်ခုကိုတောက်တယ်ဆိုဒီတစ်ခုပဲဆက်ချတောက်ပါနောက်တစ်ခုသွားမတောက်ပါနဲ့အစီအနီးတင်ပြရမှာမတိုးတာလို့အဲ့လိုဖြစ်တတ်ပါတယ်။ဆိုတော့ပြောလို့ရှိရင်ကို့အနေနဲ့ဒီလမှာဆိုကျမကြီးကပတ်သက်လို့ရှိရင်အတက်နိုင်ဆုံးစေဝါကိုဂယူးဆိုင်တင်ပါတယ်။စေဝါကိုလိုတာထက်ပိုမတောက်တာညှို့တဲ့အတိုင်းပဲဆရာဝန်ညှို့တဲ့အတိုင်းပဲတောက်တာအဲ့လိုပုံစံမျိုးလုပ်တင်ပါတယ်ပြီးလို့ရှိရင်အပူရှက်မခံနဲ့အရန်ဒီအဲ့လိုပူလိုက်အေးလိုက်အဲ့လိုဖြစ်တဲ့နေရာကြီးမှာသွားနေပေါ့နော်တန်တန်လို့အဲ့လိုမျိုးနီးပေါ့နော်
ဆိုတော့ခါကြလို့ရှိရင်မိသားစုလိုက်အဲ့လိုမျိုးဖျားတာနာအဲ့လိုမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါကကျတော့ပိုင်ဖိုးလေးတွေရဲ့9လပိုင်း overall ကျန်းမာရေးပါနောက်ဆုံးအနေနဲ့ပေါ့နော်လူမှုရေးလေးကိုဟောပြတော့မှာဖြစ်ပါတယ်။ပိုင်ဖိုးလေးတွေရဲ့လူမှုရေးကတော့ပြောလို့ရှိရင်ပေါ့နော်ဘယ်လိုမှဆိုကိုယ့်ကိုအထင်သေးတဲ့လူတွေကိုယ့်ရဲ့လှုပ်ဆောင်ချက်ကိုသိပ်ပြီးတော့ပေါ့နော်အထင်မကြီးတဲ့လူတွေကိုတွေ့ရပါတယ်။ဒါပေမဲ့ကိုယ့်အနေနဲ့ကဘယ်လိုမျိုးလဲဆိုတော့ကိုယ့်အနေနဲ့ကအဲ့လိုသူများတကာတွေကပေါ့နော်ဟဲ့နေဒါလေးလုပ်ကြည့်ပါလား၊ခွာလေးလုပ်ကြည့်ပါလား၊ဒီလုပ်လေးနေလုပ်ပေးလို့ရမလားစသဖြင့်ပေါ့နော်သူများတကာကိစ္စတွေသူများတကာကိစ္စကိုပါတာကိုကသူများတကာကိစ္စတွေကိုလိုက်ပြီးလုပ်ပေးနေရတာမျိုးတွေ့ရပါတယ်ဆိုတော့ကိုယ့်အနေနဲ့ကိုယ်မှာလုံနိုင်စွမ်းရှိရဲ့ဒီမှာ magician ကလည်းကြားရတဲ့အတွက်ကိုယ်မှာ create လုပ်နိုင်စွမ်းစသဖြင့်လို့စူးစမ်းနိုင်စွမ်းရှိတဲ့အတွက်ကြောင့်အဲ့ဒီအရာကိုအသုံးချပြီးတော့သူများတကာလုပ်ခိုင်းတာမလုပ်ခိုင်းနဲ့ကိုလုံးရမယ်အလုပ်ကိုလုပ်ပါလို့ဒီတကယ်လို့ကိုက team work နဲ့လုပ်ရမယ်ဆိုလို့ရှိရင်လည်းအလုပ်တစ်ခုတွေကိုစောက်ချလုပ်ပါteam work နဲ့ဆိုပေမဲ့လည်းဟိုလူကပြောတဲ့ဟာကိုလုပ်လိုက်ရဒီလူကပြောတဲ့ဟာကိုလုပ်လိုက်ရတာမျိုးမဟုတ်ဘဲနဲ့team work နဲ့ဆိုလို့ရှိရင်တော့ကိစ္စတစ်ခုတွေကိုပဲစောက်ချလုပ်ပါဆိုတာမျိုးတွေ့ရပါတယ်ပြီးလို့ရှိရင်ပေါ့နော်လူတွေကကိုယ်ကိုနည်းနည်းရှောင်ကျင်ကြတာဖယ်ကျင်နေကြတာမျိုးလည်းတွေ့ရပါတယ်အဓိကအဲ့လိုမျိုးဖယ်နေရဆိုတာတခြားတော့မဟုတ်ပေါ့နော်သူတို့ပြဿနာတွေသူတို့ရှုပ်နေရမျိုးပေါ့နော်ဒါပေမဲ့လို့ဘွားကြဘယ်လိုမျိုးလဲဆိုတော့ဟိုကြာလာတော့ကြာညူညင်တာပေါ့နော်သူတို့ကငါနဲ့မခေါ်ချင်လို့လားစသည်ဖြင့်အဲ့လိုမျိုးလေးတော့ဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ခုနပြောလို့တစ်ခါကြလို့ရှင်တော့လူတွေကကိုယ်ကိုမနာလို့မခွာလဲဖြစ်နိုင်လို့တစ်ခါကြလို့ရှင်ကိုနဲ့စကားပြောရအဆင်မပြေလို့တစ်ခါကြလို့ရှင်ဒီလိုပဲဟိုဘယ်လိုပြောမလဲဒီလိုပုံမှန်တိုင်းသူတို့အတွက်ကပုံမှန်တိုင်းဒီလိုပဲဆိုတဲ့ပုံစံမျိုးလေးလည်းတွေ့ရပါတယ်ပေါ့နော်ဒီတိုင်းမေထုခေါ်ပြောဆိုတဲ့ဟာမျိုးတွေလည်းတွေ့ရပါတယ်ဆိုတော့ခုနပြောလို့ဒီလူမှုရေးမှာအရန်စိတ်မနှင့်နဲ့ပြောလို့ရှိရင်သူများခိုင်းတာတွေလည်းအရင်မလုပ်ပေးနဲ့ပြီးတော့သူများရဲ့ပေါ့နော်သူများရဲ့ဒီအကြံဉာဏ်တွေကိုလည်းအများကြီးလိုက်ပြီးတော့လှုပ်ရှားအကြောင်းမရှိလှုပ်ရှားမလို့ပေါ့နော်ဒါပေမဲ့ခုနပြောလို့ကိုကဒီ team work နဲ့လုပ်ရမယ်ဆိုလို့ရှင်လေတခုတည်းကိုစောက်ချပြီးတော့ဟိုလူကပြောတဲ့ဟာကိုလို့ဒီလိုကအဲ့လိုမျိုးပေါ့နော်အရန်ကြီးမသွားနဲ့ပေါ့အဓိကကိုယ့်ရဲ့ creation ကိုတုံးပြီးတော့တေချာလေးဒီပေါ့နော်လူမှုရေးမှာစင်ပြအောင်လို့ပေါင်းတင်ဆက်ဆံပေါ့နော်ဒါပေမဲ့အစင်မပြေဘူးသူတို့ဘက်ကလုံးဝကိုယ်မခေါ်ဘူးဆိုလဲထားလိုက်လွတ်ထားလိုက်ဒါကသူတို့ဘာသူမနာလို့ဖြစ်တာအဲ့လိုပုံစံမျိုးတစ်ခါကြရင်ရှိရပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေ့ရပါတယ်ဆိုတော့ overall energy ရဆိုလို့ရှိရင်ကို့အနေနဲ့ဒီ9လပိုင်းမှာပေါ့နော်ဒီ swim ဒီမိတ်ဆွေတင်ငယ်ဒါကတော့ by follow ရဲ့လူမှုရေး overall 9လပိုင်းအတွက်ဖြစ်ပါတယ်ဆိုတော့ပြီးပါပြီအခုတော့မိမိရဲ့ဗီဒီယိုကိုအချိန်ပေးနားထောင်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်မှပြန်တွေ့ကြမယ်နော် bye bye